ဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးသူမိချိုခန့်ခန့်အောင်ရေးသားထားတဲ့ချစ်စိတ်တိတ်တိတ်ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ရှင်။ဒီဇာတ်လမ်းလေးကိုနားမစင်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးနဲ့အတူအသစ်တွေတင်တဲ့အမြဲတည်စေဖို့အတွက်ဘေးနားက notification ကောင်းလောင်းလေးကိုနှိပ်သွားပေးဖို့လည်းတောင်းဆိုလိုက်ပါစီရှင်။ကျေးဇူးတင်ပါတယ်ရှင်။ဒါဆိုရင်စာရေးသူမိချိုခန့်ခန့်အောင်ရေးသားထားတဲ့ချစ်စိတ်တိတ်တိတ်ဆိုတဲ့ဇာတ်လမ်းလေးကိုအတူတူနားဆင်ကြည့်လိုက်ကြရအောင်ပါရှင်။ခြေနဲ့ချောင်းမကယ်ကောင်းမှုတဲ့အဲ့ဒီဆိုရိုးစကားအတိုင်းကြော်စွာခြေနဲ့ချောင်းကယ်ရမှာအလွန်ကြောက်ပါတယ်။ကုညီထောက်ပံ့ခြင်းနဲ့ဆိုရင်ထမင်းအဝကျွေးလိုက်မယ်။ငွေကြေးတက်ဆွမ်းသလောက်ပေးကမ်းလိုက်မယ်။အဲ့လိုစိတ်မျိုးပဲကြော်စွာမှရှိပါတယ်။ဒါပေမဲ့သူရဲ့မိခင်တော်ထွေးဖို့ကတော့အဲ့လိုမဟုတ်။တပားသူကိုကျွေးမွေးပေးကမ်းရုံကအခုဆိုသူ့အိမ်မှာခြေနဲ့ချောင်းနဲ့တက်တော်ဝါမလေးမြရမုံဆိုတဲ့မိန်းကလေးကိုမွေးစားသမီးအဖြစ်အပီးပိုင်ခေါ်ယူမွေးစားထားပါတယ်။မြရမုံကရွာရဲ့အနောက်ဘက်မှာရှိတဲ့ဇီးပြူကုန်းရွာသူလွန်ခဲ့တဲ့လကပဲသူမရဲ့မိခင်ကြီးပျက်စီးသွားလေတော့ဘယ်လိုဆက်ဆက်မိတယ်မသိအထုပ်အပိုးအစုံလင်းနဲ့မပြောမဆိုအိမ်ကိုခေါ်ချလာခဲ့ပါတယ်။မိခင်ကိုအယမ်းချစ်အယမ်းလေးထားတဲ့သူအတွက်မိခင်စိတ်ဆင်းရဲမှမလိုလားလို့စောတကတစ်ချမ်းမြမတက်ခဲ့ပါဘူး။လိုလားကြည့်ပြူတယ်မဟုတ်ပေမဲ့လေမိခင်စိတ်ချမ်းသာဖို့ရှေ့တန်းတင်ပြီးတော့ခေါင်းကြီးလက်ခံလိုက်ခဲ့ခြင်းပဲဖြစ်ပါတယ်။မြရဲ့မုံနဲ့နမည်လေးရလှသလိုလူလေးကလည်းဘုံညိုးပြတ်တဲ့မိုးနဲ့သူစားလို့လှလွန်းသူလေးပါ။ပပိမပခန္ဓာကိုယ်လေးနဲ့မွေးရပါကောက်ကြောင်လှတွေကရှိုက်ဖို့ကြီးငယ်အသွေးသွေးနဲ့စိုးပြေဝုံမွတ်နေတဲ့အသားရည်နဲ့မျက်နှာဖူးဖူးလှလှလေးကိုပိုင်ဆိုင်ထားတာကြောင့်ရွာကလာသားတွေပါဇက်ကမချနိုင်အောင်ပိုပန်းခံနေရတဲ့သူလေးပါအေးဆေးနေလို့တဲ့အတွက်အိမ်မှာမြရမုံရောက်လာကြရအိတ်ကောင်းချင်းမအေးရစားကောင်းချင်းမစားကြရညမောင်ကြီးပြိုးတာနဲ့အိမ်ရှိရမကြီးပင်ဝီအောင်မက်ဒလင်တလက်နဲ့မခောက်တဲ့ခောက်ပြီးတော့ကပောက်ကချာတန်းစင်နေနဲ့ငှက်ဆိုးထိုးတန်လားအတန်ဆိုးကြီးတွေကိုတီးခတ်နားထောင်ပေးရတဲ့အဖြစ်ကရှေးဘွားဝကြီးကန်တစ်ခုလေလားကိုကျော်စွာအုပ်စဘောရုပ်ချောသဘောကောင်းကြီးပါတော့ဆိုတဲ့မြောက်ထိုးပင်ကောင်စကလုံးတွေအောက်မှာပြပြဝတ်ခါခါစားရင်ဒေါသစိတ်ကိုမျိုးသိမ့်နေရပါတယ်အားရတူမြရမုံမမြရမုံပါဇက်ကမချတပူကက်ကက်နဲ့ချစ်တက်လွန်နေတဲ့မိခင်ကြောင့်မြရမုံပေါ်သူမူရီတာမပွားနိုင်မင်းနဲ့အမြင်ကက်လာရပါတယ်တလာလုံးအိမ်မှာအတူနေလို့မှအဲ့ဒီမင်္ဂလိနဲ့အလာဘာတလာဘာစကားမဆိုဘူးပါဘူးဒါပေမဲ့လည်းအမြင်ကက်တဲ့စိတ်ကြည့်မရတဲ့စိတ်ကတော့ပြက်ပြယ်မသွားပါဘူးဒူးနဲ့တဲ့နဲ့အုံလိုက်အကျဉ်းလိုက်ပါပဲစကားသိမ့်မဆိုဘူးပေမဲ့သူ့မျက်နှာအရေးအကဲကိုအဲ့ဒီမင်္ဂလိကအကဲဖတ်တတ်တာကြောင့်သူ့ကိုဆိုအမြင်ထိတ်လန့်ကြောက်ရွံ့ဟန်ပြနေတတ်ပါတယ်အဲ့ဒါကြောင့်သူ့လိုကြသူ့သဘောကြနေထိုင်ပြုမှုတတ်ပါတယ်ဒါကိုလေသူ့အလိုမကြပြန်ဟောပြောရင်းဆိုရင်နဲ့ကာလာသားတွေအဟစ်ကုန်ကြပြီမှောင်ရီပြိုးတာနဲ့နားစီရဲ့တားဝင်လာတာကတိုနေဆိုးအောင်ရဲ့တေးသက်ချင်းနဲ့ဖိုးထူးရဲ့အတန်ဆိုရင်ညရမုံတကားတွေအကုန်ပိတ်ဖြစ်ပါဟုတ်ကဲ့ကိုပိတ်မှတီးပေမဲ့လည်းအတွန်းတက်ပြီးတော့ခိုင်းလိုက်ရမှသူကြည်နေပါတယ်လှုပ်လေလှုပ်လေတကားပိတ်နေတဲ့ညရမုံပုံစံကသူ့ရဲ့မျက်စိတွေဘဲများနေတယ်လို့ထင်မိပါတယ်အဲ့ဒါကြောင့်သူစိတ်မရှိတော့ပဲအော်ငါပလိုက်ပါတော့တယ်တကားတွေတသက်ပိတ်ညရမုံ slow motion နဲ့လှုပ်နေနဲ့ရုပ်ရှင်ရိုက်နေမှာမဟုတ်ဘူးကိုကလည်းရမုံရဲ့ပုံစံကဒီအတိုင်းပဲကိုသူ့ထံမျက်စောင်းလေးဝဲပြီးတော့ရမုံဆူလာပါတယ်မဟုတ်ဘူးမင်းယောက်ျားလေးတွေရှိတမင်ရှို့ပြနေတာငါမသိဘူးများမှတ်နေလားမဟုတ်ပါဘူးဆိုမြရမုံတကားအမြပိတ်ခါသူမအခန်းထဲပြေးဝင်သွားတော့သူသိပါတယ်တကောင်းသမားလေးကအခန်းထဲအိမ်ရင်နဲ့တချင်းတန်နေနားထောင်နေလိမ့်မယ်ဟိုနေ့ကသူမရဲ့တငယ်ချင်းကေတီကိုပြောနေတဲ့နေသူကြားပါတယ်ဂီတာတို့မက်ဒလင်တို့နဲ့တချင်းဆိုတာကိုအရန်သဘောကျကြိုက်နှစ်သက်တယ်လေကေတီဆိုတာကမြရမုံတို့ရွာမဟုတ်ဒီရွာသူစစ်စစ်ရဲ့ပါဇီးပြူကုန်းရွာမှာအထက်တန်းကျောင်းမရှိတာကြောင့်အထက်တန်းကျောင်းရှိတဲ့သူတို့ရွာကိုကျောင်းလာတက်ရင်ကေတီနဲ့အတန်းတူကတငယ်ချင်းဖြစ်သွားပါတယ်တက္ကသိုလ်တက်လို့ဖွဲရတဲ့အထိမြရမုံနဲ့ကေတီကအတူတူတွဲခဲ့ကြတာပါအခုမြရမုံကိုအမေကမွေးစားလိုက်တော့တငယ်ချင်းမဖြစ်တဲ့ကေတီကမြရမုံရှိတဲ့သူ့အိမ်ကိုနေညမပြတ်ဝင်ထွက်နေပါတယ်ကေတီဆိုတာရွာမျက်နှာဖော်ရွာသူကြီးဦးသားလူရဲ့တူဦးသီးသောသမီးရွာရဲ့ကိုနှော့ကိုင်ပန်းနှော့ကိုင်မင်းမလာလေတူဦးရဲ့ပါမြရမုံရဲ့အကြောင်းကနေကေတီရဲ့အကြောင်းတွေးကူးဆက်လာတော့မို့အတွေးတွေရက်ပလိုက်ပြီးအိမ်ရှိစီအကြီးတို့ရွှေ့လိုက်မိပါတယ်မကြီးပင်အိုကြီးအောက်မှာကာလာသားတစုကဟိုဆက်ဆက်ဒီဆက်ဆက်တချင်းဆိုကောင်းနေစေကေတီရဲ့ကိုတာရီရဲ့အတန်ကတော့တခြားကာလာသားတွေလို့မဟုတ်အတန်တော်ကောင်းရှာပါတယ်မြို့ကျောင်းတက်ခဲ့ဘူးတဲ့ခစ်လူငယ်ပြီးဂီတာကိုကျွမ်းကျင်နှက်ဆက်အောင်တီးခတ်တတ်ပြီးအတန်ကလည်းပြတ်သားကြည်လင်လှပါတယ်တာရေးဆိုတဲ့ထွင်းညိုဆိုတဲ့တချင်းတန်ကသူနာတဲ့အတော်ပြည့်ပြည့်နေပါတယ်ညရမုံကအခန်းတကားပိတ်စီပြီးတော့အိယာဝင်ခိုင်းလိုက်ရတယ်
သူကိုယ်တိုင်ကြအိမ်ရှိစင်မှာအကြအနားထိုင်ပြီးတော့ရေနွေးချမ်းတောက်လက်ဖက်တော့ဝါရင်တချင်းနားထောင်နေမိတာဇိန်တို့အကြသားပါလားသူ့လောက်ကအိမ်ရှိမှာဆိုင်ငယ်ပစ္စည်းအပိုဆိုင်လေးဖွင့်ထားပြီးအဲ့ဒီဆိုင်လေးနဲ့တွဲဖက်ပြီးတော့လေထိုးကျွတ်ပါဆိုင်ငယ်ပါပြင်ပေးပါတယ်အလို့ဟုသည်များဂုံရှိစွာဆိုသလိုဝေးရဖြစ်ပေမဲ့အစိုးရလာကစားဝယ်မလုပ်ဖ ೇನೆ ကိုပိုင်အလုပ်လေးလုပ်ဖြစ်ပါတယ်ကနဦးမှာတော့ဆိုင်ငယ်ဝက်ရှော့ပဲဇောက်ချလုပ်ခဲ့ပြီးညရမော်အိမ်ကိုရောက်လာတော့မှဆိုင်ငယ်အဖို့ပစ္စည်းဆိုင်လေးထောက်ဖွင့်လိုက်ခြင်းပဲဖြစ်ပါတယ်ညရမော်ကတော့အဖို့ပစ္စည်းဆိုင်မှာဆိုင်ထိုင်သူကဆိုင်ငယ်ပြုတ်ပြင်အလုံးအနေထားရအဆင်ပြေပါတယ်ဆိုပါတော့ညရမော်ကလှတော့နှာဘူးထားခြင်းနဲ့ကာလာသားတွေကအကြောင်းမရှိအကြောင်းရှာကပစ္စည်းဝယ်ကြပါတယ်ဆိုင်ငယ်ပြင်စီပီနေတဲ့သူကလာတာပါတာလေးနဲ့နူးရနေတဲ့ညရမော်ကိုကြီးကစိတ်တူရပြန်ပါတယ်လူချင်းတူပေမဲ့ကန်ချင်းကွဲတယ်ဆိုတာဒါကိုခေါ်တာပေါ့သူလဲလူကြောလူခံတယောက်ပဲလေဒါပေမဲ့ဆက်စီတွေနဲ့တရရုပ်ပေါက်ပြီးတော့အလုံးလုံးနေရတာကြည်စမ်းဒင်းကတော့ခြေဆုံးကောင်းဆုံးတနခါအဖွေးသားနဲ့ဈေးဝယ်ယောက်ျားလေးတွေနဲ့ဟီလီဟာလာလှုပ်လို့လူရှင်းတာနဲ့အမြင်ကက်ကက်နဲ့မြရမုံကိုသူ့အုပ်ခေါ်လိုက်ပါတယ်မြရမုံဒီယိုလာအောင်ခဏရှင်ကိုလာပါပြီဘာလဲဆိုတဲ့ပုံစံနဲ့မြရမုံမျက်လုံးလေးပြူကသူ့အနားရောက်လာပါတယ်ဒီတော့မှစီရီပေပွားနေတဲ့သူ့လက်နဲ့မြရမုံပါပြန်ထက်ခက်ကြညာပုတ်ပလိုက်ပါတော့တယ်ဟာကိုအဲ့ဒါဘာလုပ်တာလဲ sorry မြရမုံမင်းမျက်နှာကိုလက်တော့မှတ်ပြီးတော့လှမ်းတော့မိတာ sorry အေးမြရမုံသူ့ကိုနားမလဲဟန်နဲ့ခက်ကြညာလေးကြည့်လာပြီးကိုအယူဟာတင်နာမလေးမြရမုံသူ့ကိုအယူလို့ခေါ်ကအိမ်နဲ့လှစ်ကနေပြေးဝင်သွားပါတယ်သူ့စိတ်ထဲတေးမှတ်ထားလိုက်ပြီးတော့အလုံးအားမတီးမယ်လို့ကြွေးကြော်ထားလိုက်ပါတယ်ဟဲ့သမီးမျက်နှာဆက်စီတွေပေပွားနေတာပါလားဘာဖြစ်လာတာတော့ကိုလေးရမုံဆက်စီတွေနဲ့တုတ်လွတ်လိုက်တာအမေတဲဒီကောင်လေးရတော့ကွယ်မစတဲ့နာကိုစနေတယ်တော်ရေသွားချိုးကြည့်ရေမိုးချိုးဝက်စားပြီးရင်နေ့လည်စာစသွားပြီးမှဆိုင်ကိုသွားဟုတ်ကဲ့အမေစကားအတိုင်းရမုံတခါတည်းပေပွားနေတဲ့မျက်နှာပေါ်ကဆက်စီတွေကိုချိုးရင်ရေချိုးလိုက်ပါတယ်ရမုံတို့ရေပုံမှန်ကအိမ်ကြီးအနောက်ဘက်မှာရှိပါတယ်ရေချိုးချော်ဖို့တဲ့နေရာကအဲ့ဒီပုံမှန်လေးတစ်ခုသာရှိပေမဲ့ကိုကညနေမှာရေချိုးတတ်ပါတယ်သူမမနေ့ပိုင်းမှာရေချိုးတတ်ပါတယ်အဲ့ဒါကြောင့်ကိုနဲ့သူမရေချိုးချိန်မတိုက်ဆိုင်ပါဘူးသူမလွတ်လပ်ရေချိုးစီဖို့တမင်ရှောင်းနေပြီးခြင်းလို့ရမုံယူဆပါတယ်ကိုတဲ့သူမရင်နဲ့မျက်နုံခေါ်မိတဲ့ကိုဆိုတဲ့ကိုကျော်စွာကလူကျော်လူခံတယောက်ရဲ့ပါကိုရဲ့မျက်လုံးမျက်ဖက်တွေကဆူရှာတောက်ပလုံးနေပြီးညိုဆူအသားရည်နဲ့ကိုရဲ့စိုက်ကက်ကမိမိုက်လွန်နေပါတယ်မင်းကလေးတိုင်းရဲ့စိတ်ကူးရင်ကဘာလေးတွေကမင်းသားကျော်လေးတစ်ပါးအသွင်ဆိုပုံမှန်ပါတယ်အပြုံးရည်နေပါပြီးတော့တစ်ချက်ပြုံးလိုက်တဲ့ကိုရဲ့အပြုံးတွေကမြရမုံရဲ့ရင်ကိုအခုံများစီပါတယ်အဲ့ဒီအပြုံးတွေကိုတသက်စာပိုင်ဆိုင်ခွင့်ရဖို့အထိရမုံဖျားရှင်နှံဆူတောင်းမိခဲ့ပါသေးတယ်သူမကိုလည်းကိုကမွေးစားညမလို့လုံးဝမတတ်မှတ်ဘူးလို့အမေရဲ့ကွယ်ရမှာအတီလင်းဆိုထားဖို့ပါတယ်သူမဒီအိမ်ကြီးကိုရောက်ပြီးနောက်ရက်မှာပဲအမေမရှိခိုက်အဲ့ဒီစကားကိုဆိုလာခြင်းပဲဖြစ်ပါတယ်မြရမုံမင်းနဲ့ကိုကဆွေမျိုးရဲ့လို့လဲတွေးသားမတော်ဆက်ဘူးအမေမွေးစားတာပဲလေငါအနေနဲ့အမေနဲ့ပတ်သက်ပြီးမင်းကိုညီမအရင်လို့မှတ်ယူရမှာဖြစ်ပေမဲ့ငါဟန်ဆောင်ပြီးချစ်မပြနိုင်ဘူးမြရမုံဒါဆိုကိုကရမုံကိုမုန်းနေတာပေါ့ချစ်လို့မရပေမဲ့မုန်းနိုင်ရလို့လည်းမဟုတ်ပါဘူးမင်းကိုညီမတယောက်လိုတတ်မှတ်မထားတဲ့အကြောင်းပုံမလင်းလည်းအတိပေးထားတာပါဟုတ်ကဲ့ပါအခုလိုကိုရဲ့စိတ်ထဲရှိတဲ့အတိုင်းဖွင့်ပြောတာကိုပဲကျေးဇူးတင်နေပါပြီကိုရမုံကိုမချစ်ပေမဲ့ရမုံကတော့ကိုအကိုရင်းတယောက်လိုအရန်ချစ်ပါတယ်ဒါမင်းစိတ်နဲ့မင်းကိုလေချစ်ချင်မချစ်ချင်နေပါဟုတ်ဘာပဲဖြစ်ဖြစ်တကောင်ကျွဲရမုံဘွားကိုကျုံးမွေးပြုစုရှောက်ရှောက်ပေးလို့အမေနဲ့ကိုရမုံအများကြီးကျေးဇူးတင်ပါတယ်ရှင်ရတယ်ကျေးဇူးတင်ရင်အမေကိုတင်ကိုမတင်နဲ့မင်းကိုမွေးစားတာအမေပါကိုမဟုတ်ဘူးဟုတ်ကဲ့ပါကိုအဲ့လိုတတ်မှတ်တာကိုပဲရမုံကိုကျေးဇူးတင်နေမိပါတယ်ဘာလို့လဲဆိုတော့ရမုံကကိုတိတ်တခုလေးကြွေ့ကြွေ့နေရတာလေဒါကိုရမုံကိုယ်တိုင်ပဲသိတာလေကိုကရမုံကိုဆိုဖုတ်လေတဲ့ငပိရှိတယ်လို့မှမတတ်မှတ်တာရမုံဆက်စီကြီးတွေပေပွားနေတဲ့မျက်နှာလေးကိုအသေးချာဆေးကြောပုတ်တိုက်ပြီးမှရေချိုးလိုက်ပါတော့တယ်ရေချိုးပြီးပြီမဲ့ဆက်စီကြီးပေပွားနေတဲ့ကိုရဲ့အဝတ်စားတွေတွေ့တာကြောင့်ချက်ချင်းမဖို့သေးပဲနဲ့ဆက်ပြရင်စိန်ထားလိုက်ပါတယ်ကိုကသူ့ရဲ့အဝတ်စားတွေရမုံလျှော်မှဆိုလို့ကြောင်တို့သိမ်းစီထားတတ်ပါတယ်ဒါအုံမရမုံကကြောင်ညိုကြောင်ညာအထိလှန်လို့ရှောက်ပွေပြီးတော့လျှော်ဖို့ပေးတတ်ပါတယ်ကိုရဲ့အဝတ်စားတွေကိုဆက်ပြရေးစိန်ပြီးရနဲ့ဆိုင်ဘက်သွားဖို့ပြင်တော့အမေကနေ့လည်စာထမင်းစားသွားလို့အော်ပြောနေပါတယ်ပြီးမှစားမယ်အမေဆိုင်ပြထားတာကြာနေပြီတ
တော့ကြကိုကိုကရမုံကိုစူလိုက်မယ်မေအေးဒါဆိုရင်လည်းသွားအမေထမင်းခုခတ်ပြီးတော့ယူလာပေးမယ်ဟုတ်ကဲ့မေရမုံအမေရဲ့စကားကိုခက်တွတ်လေးဖြေပြီးတော့ဆိုင်မက်စီပြေးဝင်လာခဲ့လိုက်ပါတယ်ရေမိုးချိုအဝေးလျှော်လိုက်တာကနိုင်ဝက်လောက်အချိန်ကုန်သွားပါတယ်ကိုသူမကိုစူလေးမလားလို့တွေးကရင်ထိတ်နေရပြန်ပါတယ်အိမ်ဘက်သွားပြီးဘာတွေလုပ်နေရလဲဆိုင်မှာလူကြနေတာမင်းမသိဘူးလားရမုံထင်းတဲ့အတိုင်းကိုစူပါပြီစီရီပေးပွားနေတဲ့ကိုကအယောင်ကောက်နာမှာပစ္စည်းရရင်သူမနောက်ဖေးပါမှာဆိုင်ထဲဝင်လာတာကိုမြင်လို့လှမ်းဆူလိုက်ခြင်းပဲဖြစ်ပါတယ်အဝယ်ရှိနေသေးလို့ညရက်မုံညင်ခံလိုက်ပေမဲ့အဝယ်ပြန်သွားတော့မှကိုရဲ့စကားကိုပြန်လဲခြေပါလိုက်ပါတယ်ကိုပဲရမုံရဲ့မျက်နှာကိုဆက်စီတွေနဲ့တုပ်လို့မနေတက်လို့မျက်နှာတင်ရင်းနဲ့ရေပါတန်းထိုးလိုက်တာပါတမင်တုပ်တာမဟုတ်ဘူးလေလက်တုပ်မလို့တုပ်လိုက်တာပါဆိုရက်ဆက်လိုက်တာသူများမျက်နှာကိုပြောရက်တယ်စကားပေါ်မနေနဲ့ဈေးဝယ်တွေလာနေပြီဈေးရောက်တော့ပြေးပွားနေတဲ့ခန္ဓာကိုယ်ကြီးနဲ့ဝက်လျှောဆိုင်တွေဝင်သွားတဲ့ကိုထံရမုံမျက်စောင်းတစ်ဝါးထိုးပစ်လိုက်ပါတယ်ပြီးမှမုံဖို့ကောင်းလိုက်တာလူကိုသူ့ပဲအနိုင်ကျင့်ပြီးတော့သူ့ပဲပြန်អော်နေတာဗဇက်ကသာမုံနေလို့ဆိုလိုက်ရပြီမေတကယ်တမ်းမှာတော့အဲ့ဒီအမုံစကားကနှခမ်းများလေးပေါ်တာဝေဝဲနေတာပါရင်ထဲနှလုံးသားထဲမှာတော့ကိုရဲ့မျက်နှာချောချောကြီးကိုတဝါရင်ငေးမောကြည့်ကျင်တဲ့စိတ်ကရောပါမသွားအခြေဆိုတာဘလို့ခံစားချက်လဲဆိုတာကိုအဖြေထုတ်ရင်းနဲ့ကိုချစ်မိသွားခဲ့တာပါအပြစ်ဖြစ်သွားပြီလားမသိပါဘူးကိုရဲ့ဆိုင်သူမသိပဲချေရတဲ့တပတ်သက်အခြေဆိုပေမဲ့တိတ်တကိုးလေးကိုပေါ်ချစ်နေရတာကိုပဲရမုံအရန်ပြော့နေရပါတယ်ကိုအမေနီးလေစာထမင်းဝဲယူလာပြီးမို့ရမုံရက်တွေရပ်ပစ်ပြီးတော့ဆိုင်ထဲမှာပဲနီးလေစာစားတော့လိုက်ပါတယ်ကိုကတော့သူ့ရဲ့အကျင့်တိုင်းအိမ်မက်ခဏပြန်ကဇပွဲဝိုင်းပေါ်မှာအကြမ်းနာထိုင်ပြီးတော့ထမင်းစားလိုက်ရင်းနှီးချမ်းတောက်လိုက်နဲ့ဇင်းယူကစားတော့တတ်ပါတယ်ရမုံကတော့နေကင်းပိုင်းမှာဆိုင်ထဲမှာပဲတယောက်တည်းအမေကူးလာတဲ့ကြွေရုပ်ထဲပုံပတ်လာတဲ့ထမင်းနဲ့ဟင်းတွေကိုလမ်းနဲ့အားရပါရနေဖက်စားတတ်တာအချင်းဖြစ်နေပါပြီညနေစာကြမှာအမေရဲ့ကိုရဲ့ရမုံရဲ့လူစုံတက်ဆုံဝိုင်းအဖွဲ့ကအတူစားပြစ်ကြပါတယ်ညနေစာထမင်းဝိုင်းလေးကတော့ကျင်းနူးကျင်းနှံမှုအပြည့်နဲ့စားတော့ရတဲ့လက်ဆောင်စားပွဲလေးပဲဖြစ်ပါတယ်အကြောင်းကကိုနဲ့အတူထမင်းစားတော့ရလို့ပေါ့လေမနက်ခင်းမှလည်းရမုံ9 နာရီပုံမှန်အိပ်ရထားပြီးထမင်းကိုတစ်လုံးတည်းရင်းနှီးချမ်းဦးတည်းပြီးရင်အိမ်တန်ရှိတွေအကုန်သိမ်းကျုံးလုပ်ပြီးမှဖျားကိုအာယုံစွန်းကပ်ပြီးတာနဲ့တနခါလိမ့်မာတယ်အားလုံးပြီးပြီဆိုမှဆိုင်ဖွင့်ပါတယ်မနက်စာညနေစာဟင်းကိုတော့အမေချက်ပါတယ်ရှေးလူကြီးဖြစ်တဲ့အမေကသူများချက်တာမကြိုက်သူကိုယ်တိုင်အချိုးကျဆန်းနှပ်ပြီးမှချက်တတ်ပါတယ်ရမုံချက်တတ်တဲ့ဟင်းထက်အမေဟင်းလေးကပို့ပြီးတော့စားကောင်းပါတယ်ဒါပေမဲ့အသက်အရွယ်ကြီးရင်းနေတာကြောင့်အမေကိုမိဖို့ကြောင့်ပေးမှုစေချင်ပါဘူးရမုံကိုယ်တိုင်ပဲမိဖို့ကြောင့်ဝင်ချင်ပါတယ်ဒါပေမဲ့အမေကလက်မခံချင်ပါဘူးဒီတော့သူမရဲ့ဆန္ဒကိုမျိုးသိပ်ပြီးအမေစိတ်ချမ်းသာသလိုနေပါစေလို့ဥပခါပြုလိုက်ရပါတယ်အဝယ်တွေပြုံညလာပြီးမို့ဈေးဝယ်တွေကိုအာယုံဆိုင်ခါရမုံဈေးရောက်နေပါတော့တယ်ဟဲကဲဒီလက်ထက်ကဘာထုတ်ကြီးလဲကိုသားရေးကနင့်ကိုလက်ဆောက်ပေးခိုင်းလို့ငါလာပေးတာကီတီရဲ့စကားတွေကိုသားရေးနာမည်ပါလာလို့ရမုံမလုံးမလဲစိတ်နဲ့ကိုရှိအောင်မတိမတာလှမ်းကြည့်ပြီးတော့ကိုကသူမထန်အကြီးနဲ့ပပင်းတိုးမိပါတယ်ရမုံကမျက်နှာလွှဲပစ်ပြီးကိုမမြင်အောင်လို့တကယ်ရွက်ွယ်ရမှာကီတီကိုဆွဲခေါ်လိုက်ပြီးတူတူပြောလေရဲ့ကိုကယောက်ျားလေးနဲ့ပတ်သက်ရင်မကြိုက်ဘူးစူတယ်ငေါက်တယ်ကီတီရဲ့အမေသူနဲ့လည်းဘာမှမတော်ပဲနဲ့တဝင်လာကြောင်နေတယ်ကီတီကကိုထံမျက်စောင်းခဲပြစ်ပြီးတော့ဆူလိုက်ပါတယ်မဟုတ်ပါဘူးကီတီရဲ့သူ့အမြင်မှာငါမျက်စိနောက်စရာဖြစ်နေလို့ကိုကမကြိုက်တာပါကိုကငါ့ကိုသဘောမကျဘူးဆိုတာနင်လည်းသိရတာနဲ့ပြောရလို့လားပါဇက်ကမုန်းတယ်လို့ပြောပြီးစိတ်ထဲနင့်ကိုကြိတ်ကြိုက်နေတာနေမှာပေါ့ဟဲ့အဲ့လိုမဟုတ်ပါဘူးဆိုကီတီရဲ့ကိုကသူမကိုကြိုက်တယ်ဆိုတဲ့စကားကြောင့်ရမိုးရဲ့ရင်နဲ့နျူထရီရှိန်းများကကျင်းနဲ့ပျော်မျိုးစိတ်တွေပြည့်နှက်သွားပါတယ်တကယ်ပဲကီတီယူဆသလိုသိဖြစ်ချင်တာပေါ့ကိုရဲ့ဒါပေမဲ့တကယ်ပဲရမုံကိုစိတ်ဝင်စားခဲ့ဦးလေအဲ့အတွင်းနဲ့တူနှွေးထွေးပျော်မြူတဲ့စိတ်ကလေးပင်ကြက်ပြောက်ငှက်ပြောက်ပျောက်သွားရပါတယ်အေးပါငါလည်းမဟုတ်စေချင်ပါဘူးမဟုတ်မှနင့်ကိုငါရောက်မတော်လို့ရမှာလေဘသူကနင့်ကိုသားလေးကိုကြိုက်တယ်ပြောနေလို့လေငါမယူဘူးနော်အဲ့လက်ဆောင်နဲ့ငါမယူကိုသိရင်ငါ့ကိုဆူမှာဟဲ့နင့်ဟာကြီးဆူမှာကြောက်တယ်လို့ငါလည်းငါ့ကိုဆူမှာကြောက်တယ်လေဒီတော့ယူထားလိုက်တော့ငါလိပ်ပြီဟဲ့ကီတီငါမယူပါဘူးဆိုကီတီလက်ဆောင်တော့ကိုသူမလက်ထဲထိုးတဲ့ကဆိုင်ထဲကနေပြေးထွက်သွားပါတယ်စိတ်ရှုပ်လိုက်တာတကယ်ပဲရမုံကီတီရဲ့လက်ဆောင်တုပ်လေးကိုတကယ်ရွက်ကြတဲ့ထိုးသိပ်ထားလိုက်ပါတယ်သွေးမတော်သားမဆက်ဖင်နဲ့ဒစိမ့်ပြီးတဲ့လက်ဆောင်ကိုယူစရာလားချစ်သူချင်းမို့ခင်လို့မြင်လို့တငယ်ချင်းမို့ပေးတာဆိုရင်လေတမျိုးပေါ့ခုကအတလို့သူမကိုချစ်ကြိုက်လို့ပိုပန်ပြီးပေးတာမျိုးပါ
ကိုသားရေးသူမကိုကြိုက်နေမှန်တရွာလုံးကသိနေတယ်လို့ကိုကလည်းသိပါတယ်ညတိုင်းသူမတို့ရဲ့အိမ်ရှိတချင်းလာဆိုတဲ့ကာလာသားတွေမှာကိုသားရေးကထိတ်ဆုံးကပါဝင်နေပါတယ်ကိုသားရေးရဲ့အတန်ကကြည်လင်ပြတ်သားပြီးတော့အရန်နားထောင်လို့ကောင်းပါလေဒါပေမဲ့ရမုံကိုသားရေးရဲ့အတန်ကိုမကြိုက်ပါဘူးခံစားလို့လည်းမရအတန်ရောလူကိုပါမကြိုက်တာဆိုပုံမှန်ပါတယ်ရမုံကြိုက်တဲ့အတန်ကကိုရဲ့ဩစာပါတဲ့မထနန်အတန်မျိုးပဲသဘောကျတာပါအမေပြောဘူးတယ်လေကိုကအရန်တချင်းဆိုကောင်းတာတဲ့တက္ကသိုလ်တက်စင်ကဆရာကတော်ဝဲတွေမှာကိုကဂီတတလက်နဲ့ကိုရိုင်းတီးခတ်ပြီးတော့တကူတော်ဖျော်ဖြေပေးခဲ့တာတဲ့တကြောင်လုံးသဘောကျလွန်လို့ပထမစုအနေနဲ့တန်မိုးကြီးတဲ့ဂီတာရေးတစ်လက်တောင်စုချင်းမြင့်ခံရတာတဲ့လေကိုအခန်းထဲကဗီဒီယိုအပေါ်ဆုံးစင်မှာတင်ထားတဲ့ဂီတာကြီးပဲဖြစ်ပါတယ်တနေ့မှကိုတချင်းဆိုပြပေးဖို့ပူးစားရအောင်မေဆိုပြမပြတော့မသိဘူးပေါ့လေတချင်းဆိုပြခိုင်းမှုတွင်နဲ့ရမုံပြုံးလိုက်မိပါတယ်။ဘာကြောင့်ရတော့ရမုံလည်းမသိပြန်။ဒါကတာအောင်ပေးတဲ့လက်ဆောင်တော့မဟုတ်လားရမုံ။ညအချိန်ဆိုင်ပိတ်တော့ကိုပါဆိုင်အောင်ဝမ်းကူပိတ်ရင်းနဲ့တကယ်ရကြားအထုပ်ကိုငိုးယူပြီးမြောက်ပြတော့ရမုံဖြေရခက်ကပြူးကြောင်ကြောင်လေးဖြစ်သွားရပါတယ်။ကိုမြင်ပါဆိုလို့ဟွက်သိမ်းထားတာလေ။အခုတော့ကိုမြင်သွားပြီ။ဟေးဘာကြောင့်နေရလဲ။ကိုမင်းနေတာဖြေလေ။ဟုတ်ပါတယ်ကို။အော်ဒစိမ့်ယောက်ျားပေးတဲ့ပစ္စည်းကိုယူတယ်ဆိုတော့မင်းတားအောင်ကြိုက်နေတာပေါ့ဟုတ်လားရမောဟင်းမကြိုက်ပါဘူးရမုံမယူပါဘူးကိုတားအောင်လက်ဆောင်ကိုကေတီဆိုအတင်းထားခဲ့လို့တကားကြတဲ့သိမ်းထားတာပါကေတီကိုပြန်ပေးမှာပါကိုရှိဟန်ဆောင်ပြီးပြန်ပေးမယ်ပြောမနေပါနဲ့ယူခြင်းယူထားလိုက်ကြိုက်တယ်ဆိုရင်လည်းအုံပုံးလုံးမနေနဲ့တားအောင်လာတောင်းခိုင်းလိုက်အရှက်မရှိဟိုနေရာချင်းတွေ့ဒီနေရာချင်းတွေ့တွေလုံးမနေကြနဲ့မကြိုက်ပါဘူးဆိုကိုကလည်းဆိုအတင်းဆွဆွဲနေတဲ့ကိုကြောင့်ရမုံမျက်ရည်ဝဲလာကအော်ပလိုက်ရတဲ့အထိပါမင်းကိုအော်လိုက်တာလားရမုံမအော်ရပါဘူးကိုရမုံအရန်ကြောက်ပါတယ်ရမုံဝမ်းနဲ့လုံးကစောင်းညောက်ထိုင်ပြီးတော့မျက်နှာကိုလက်ပွားနဲ့အုပ်ခါငိုချပလိုက်ပါတော့တယ်ဟာဟေးငိုမနေနဲ့ကိုပြောတဲ့အထင်ငိုစရာမပါဘူးနော်ကိုမဟုတ်ရင်ပြီးတာပဲလေအမေမြင်တမျိုးထင်လိုက်မယ်ခုမျက်ရည်ကိုတုပ်လိုက်ရမုံကိုရဲ့စကားကိုမကြပြူကအတန်တိတ်ငိုနေလိုက်ပါတယ်ဆိုင်တကားကိုပိတ်ခါကိုအိမ်မက်ထွက်သွားပါတယ်ဒီတော့မှရမုံလည်းအငိုတိတ်ပြစ်ပြီးတော့မျက်ရည်တုပ်ပြစ်ခါအိမ်ဘက်ကိုထွက်လာခဲ့လိုက်ပါတယ်အိမ်ဘက်မပြန်မဲနဲ့ဆိုင်ထဲကြနေရင်အမေလိုက်လာပြီလိမ့်မယ်ตาရင်းနဲ့ထက်တူသမီးအရင်လေးလိုသူမအပေါ်ချစ်မြတ်နိုးလို့နဲ့အမေရဲ့စိတ်ကိုရမုံမဲနားလဲတာပါလေအမေရင်မဟုတ်တဲ့ကိုရဲ့အမေတော်ထွေးဖို့ကိုလေရမုံအမေရင်တယောက်လိုအရန်ချစ်ရတာပါပဲလေရမုံအိမ်ထဲရောက်တော့အမေကထမင်းဝိုင်းပြင်ပေးနေပါပြီသမီးလက်ဆေးပြီးတော့ထမင်းတစ်ခါတည်းဝင်စားဟုတ်ကဲ့အမေရမုံလက်ဆေးပြီးတော့ထမင်းဝိုင်းမှာဝင်လိုက်တော့ကိုကထမင်းစားနေပါပြီရမုံပကံပြားတဲ့ထမင်းတွေကိုတဝက်နီးပါထမင်းအုပ်ထဲတဝက်ချိုးပြန်ထည့်လိုက်ပြီးမှထမင်းစားပါတယ်ကိုကသူမကိုမောကြည့်ပါတယ်ရမုံကမသိချင်အောင်ဆောင်းလိုက်ပြီးတော့ထမင်းငုံစားနေလိုက်ပါတယ်တာထမင်းစားပြီးရင်အခန်းထဲလာခဲ့ဦးအမေသားကိုပြောစရာစကားရှိတယ်ဟုတ်ကဲ့အမေကိုဘာစကားတွေပြောမယ်မသိရမုံအမေကိုပြောမယ့်စကားတွေကိုအလွန်စိတ်ဝင်စားနေပါတယ်အဲ့စိတ်ကြောင့်မင်းရင်းနေပင်တုံနေရပါတယ်ထမင်းစားပြီးတာနဲ့အမေရှိရအခန်းထဲသူဝင်ခဲ့လိုက်ပါတယ်သူဝင်လာတာမြင်တော့အမေကစိတ်နေတဲ့ပဒီကိုလက်ဝင်းဆုပ်ပလိုက်ပါတယ်ထူးထူးဆန်းဆန်းဘာစကားတွေများပြောမလို့လဲအမေတားကိုအိမ်နောက်ချပေးမလို့လေတားရဲ့ဟာဗျာကျွန်တော်မိမမြူကျင်သေးဦးနော်အမေအိမ်နောက်မပြုတ်ကျင်ဘူးလွတ်လွတ်လပ်လပ်နေကျင်သေးတယ်သူကမိခင်ထိုင်နေရအိတ်ကရင်ပေါ်မိခင်ပေးနာကတ်ထိုင်လိုက်ပြီးတော့ဆိုလိုက်ပါတယ်တားရဲ့အသက်ကမငယ်တော့ဘူးလေတားရဲ့အမေအသက်လည်းပြန်ကြည့်အောင်60ကျော်နေပြီအမေမျက်စိမမိတ်ခင်လေတားအိမ်နောက်ပြူတာကိုအမေမြင်ချင်တယ်ကုံပြောရရင်အမေမြည်ချချင်တယ်တားရဲ့ဖြစ်နိုင်ရင်အမေရဲ့ဆန္ဒကိုတားဖြစ်ပေးပါလားကွယ်ခက်လိုက်တာအမေကကျွန်တော်ကိုဘယ်မင်းကလေးနဲ့အိမ်နောက်ချပေးဖို့စိတ်ကူးနေရလဲကေတီနဲ့လေတားရဲ့ဟာကျွန်တော်ကေတီကိုမကြိုက်ဘူးလေဗျာဘယ်နဲ့ကေတီနဲ့သဘောတူရတာလဲအမေကတားရဲ့အိမ်နောက်ပြူတယ်ဆိုတာချစ်သူချင်းတမီးစားချင်းမှအိမ်နောက်ပြူရတာမဟုတ်ပါဘူးတင့်တော်မဲ့ထင်ရင်ဒီလိုပဲဘွားလက်တွဲပေါ်ဖြစ်ရွေးချယ်လက်တွဲကြတာတွေအများကြီးရှိပါတယ်ကွယ်အတူနေချင်းရင်တန်ရောစင်ရှိပြီးချစ်သွားကြမှာပါကွယ်မဖြစ်နိုင်ဘူးအမေရဲ့ဆန္ဒကိုကျွန်တော်ဖြည့်ဆည်းပေးချင်ပါတယ်ဒါမဲ့ကေတီကိုတော့မယူနိုင်ဘူးအမေမြည်ချစ်ချင်တယ်ဆိုရင်ရမောကိုတာရင်းနဲ့ပေးစားလိုက်လေပြီးရင်အမေလိုချင်တဲ့မြေတွေတန်းစီပြီးမွေးခိုင်းလိုက်ပါဟဲ့တာစကားပြောပုံကြီးရလဲကွယ်ရမောကြားသွားရင်စိတ်မကောင်းဖြစ်လေဦးမဖြစ်ပါဘူးမဟုတ်လေတာရီကရမုံကိုကြိုက်နေတာပဲလေအမေသူတို့နှစ်ယောက်ကိုသာပေးစားလိုက်ဟုတ်ပြီလားတဲဒီကောင်လေးကြော်စွာမိခင်ရဲ့စကားကိုဆုံးအောင်နားမထောင်တော့ပဲအခန်းထဲကနေထွက်လာခဲ့ပြီးသူ့အခန်းရှိရာအိမ်ပေါ်ထက်စီကိုသူတက်လာခဲ့လိုက်ပါတယ်
အခန်းတကရဲ့ကြပုံခုနေတဲ့ရမောကိုတော့သူသတိမထားမိပါဘူးအမှန်ကအမေကိုကိုဘာစကားတွေပြောလဲဆိုတာသိကျင်လို့ရမောခိုးနားထောင်နေခဲ့မိတာပါရက်ဆက်လိုက်တာကိုရဲ့ရမောကိုတာအေးနဲ့တကယ်ပဲကိုသဘောတူတာပဲနော်ရမောကိုသစိမ်းယောက်ျားလေးရဲ့ရင်ဝင်နဲ့ကိုတွန်းဖို့ရက်တယ်ရမောချစ်နေမိတာကိုလေမြစ်တာသာရောင်မြန်ဟန်ရိုးထုံးစံရှိရင်ရမောရဲ့အချစ်တွေကိုခံစားနားလည်တတ်ရမယ်လေအခုတော့ရမောရဲ့အချစ်တွေကရောင်မြန်မဟတ်ဖက်နဲ့တစ်ဖက်သက်လုံးလုံးကြီးဖြစ်နေရပြီကိုရဲ့ရမောရင်နာလုံးကအိမ်ညာကိုရဲ့စိတ်နဲ့အိမ်မရနိုင်ခဲ့ပါဘူးနောက်ပြီးအမေရဲ့စကားထဲမှာကိုနဲ့ကီတီကိုလည်းပေးစားချင်တာတဲ့ဒါကိုလည်းကိုလက်မခံပြန်ပါဘူးကိုစိတ်ဝင်စားပြီးချစ်တဲ့မင်းကလေးကဘလို့ပုံစံမျိုးလဲကိုရဲ့မျက်စိထဲမှာရမောကမလှဘူးလားယင်လှတယ်လို့ကိုမခံစားရဘူးပေါ့မိန်ဖြောမီးရအောင်ကကိုလုံးပေါ်ကြီးမို့ပြင်းကြီးရှိမတရက်ကြည့်လိုက်တော့ကဘိုးကယိုနဲ့လှကျင်တိုင်းလှသွေးကျွေနေတဲ့ဘုံကျိုးပြတ်တဲ့နမီမယ်မလေးရမောကိုအရန်လှတယ်လို့ခံစားမိတယ်ကိုဘာကြောင့်ကိုရဲ့မျက်စိထဲမှာရမောကလူရောင်ဝင်ရတာလဲကိုရဲ့အခွင့်ရေးသာရမယ်ဆိုရင်ကိုရဲ့ရင်ဝင်နဲ့တရေမိဆက်ခွင့်ရချင်တယ်ကိုအိုင်ညာကမှန်ရှိအချိန်တော်ကြာသည့်တိုင်အောင်ရမောထိုင်နေခဲ့မိပါတယ်ခုတလောကိုသူမရဲ့စိတ်ကိုအရန်နှိမ့်ဆက်နေတယ်လေနောက်နေ့မနက်မှာပဲရမောကေတီပေးတဲ့ကိုသားရေးလက်ဆောင်ကိုကေတီရဲ့လက်ထဲပြန်ထည့်ပေးလိုက်ပါတယ်ငါမယူဘူးနော်ကေတီငါယူလိုက်ရင်ကိုသားရေးကသူ့ကိုကြိုက်လို့ယူတဲ့ထင်လိမ့်မယ်မယူချင်လဲနေဟဲဘယ်တက်နိုင်မှာလဲပြန်ပေးလိုက်ရုံပဲရှိတော့တာပေါ့ဒါနဲ့နင်ငါနဲ့ကိုကျော်စာကိုသဘောတူလာရင်ဖေကဒေါ်ထွေးပိုရင်နဲ့တာရည်သမီးရေဆွေးနွေးကြည့်တယ်တဲ့ကိုကျော်စွာနဲ့ငါ့ကိုပေးစားချင်လို့တယ်လေအဲ့ဒီစကားကိုကေတီကသူ့ရဲ့မျက်နှာကိုတေချာခဲခတ်ပြီးမိတော့ရမောကတမချိတ်ချလိုက်ပြီးနင်ကငါရဲ့တငယ်ချင်းပဲဟာသဘောမတူရှိပါမလားဟဲ့ဒါမဲ့ကာယကံရှင်ကကိုပဲဟာသူသာအဓိကလေသူကအဓိကဆိုတာတော့သိတာပေါ့ဒါမဲ့နင်ကကြားကနေအောင်သွဲလုပ်ပြီးမှအကောင့်တွေအမြင်ပေါ်မှာလေဟဲ့နော်ရမောငါနဲ့ကိုကျော်စာကိုနင်အောင်သွဲလုပ်ပေးရမယ်ရမောသူမရဲ့လက်မောင်းတစ်ဖက်ကိုလှုပ်ခါရမ်းပြီးတော့ကေတီဆိုလာပါတယ်နင်ကိုကြိုက်မိရလားကေတီအဲ့ဒီမေစကားကတိတာစွာတုံရင်နေပါတယ်ကြိုက်တဲ့ရဲ့လို့တော့မဟုတ်ပါဘူးငါနဲ့ကိုကျော်စာလက်တွဲပြင်းရင်ရှီသွားနောက်လိုက်ညီတယ်လေဟာနှလုံးသားချင်းထပ်ထူမကြဘူးဆိုရင်တော့ရုပ်ချင်းပကတနာချင်းကထပ်ထူကြနေတယ်နောက်ပြီးကိုကျော်စာကယောက်ျားပိတာလွန်ပြီးတော့ရုပ်ရမ်းချောတယ်အနေထိုင်တည်ကြည့်တယ်အတော့အစားကင်းတယ်လုံးရည်ကိုင်ရှိတယ်ဒီအချက်နဲ့တင်ကိုကျော်စာကိုလက်ထပ်ဖို့လုံလောက်နေပြီလေရမောရဲ့အေးပါကိုရုပ်ချောသဘောကောင်းတာငါလည်းသိပါတယ်ဒါမဲ့ကေတီရဲ့ငါကိုကြောက်တာနင်လည်းသိပါတယ်သူကငါ့ကိုဆိုဘရောမှအကောင်းမမြင်ဘူးငါဘလို့လုပ်ပြီးကိုနဲ့နေကြအောင်လို့အောင်တယ်ပေးရမှာလေဒါလည်းဟုတ်တာပဲဒါမဲ့နေတော်ထွေးဖို့ယူတိုက်တော့မရမုံရရောက်ခမယူတိုက်တော့မှများရင်ကိုကျော်စာငါ့ကိုစိတ်ဝင်စားလာမှာပါမဟုတ်ဘူးလားရမုံအေးပါငါအမေကိုတိုက်တွန်းကြည့်လိုက်ပါမယ်ကဲငါပြန်လိုက်အောင်မေရေချိုးအဝိချော်ရအောင်မေကေတီအေးပြန်တော့တငယ်ချင်းရမောကေတီကိုနှုတ်ဆက်ပြီးတော့အိမ်ပြန်လာခဲ့လိုက်ပါတယ်ကေတီအိမ်ကရမုံတို့အိမ်နဲ့နှိမ်ကြော်ပဲကွာတာမို့အချိန်သိပ်ပေးစရာမလိုပါဘူးဒါပေမဲ့ချောစရာအဝတ်တွေများနေတာမို့စိတ်လုံးနေမိတာမဟုတ်ပါလားအိမ်ရောက်တာနဲ့ရေချိုးရင်အဝတ်လျှော်လိုက်ပါတယ်ပြီးမှခြေစုံကောင်းဆုံးတနခါလိမ့်လိုက်ပြီးဆိုင်ဘက်ထွက်လာလိုက်ပါတယ်သူမရေချိုးအဝတ်လျှော်နေခြင်းဆိုအမေကဆိုင်ဘက်ခဏထိုင်ပေးတတ်ပါတယ်ကိုသူမကိုစူတန်းငေါက်တက်တာသည်လို့သူမအဆူသက်သာစေရန်ထိုင်ပေးခြင်းပဲဖြစ်ပါတယ်ရမုံဆိုင်ထဲရောက်ပြီးဆိုမှအမေကအင်ကြီးဘက်ဝင်လာပါတယ်ပြန်ပေးလိုက်ပြီလားတာအောင်ရဲ့လက်ဆောင်ကိုဟုတ်ခုနကပဲသွားပေးလိုက်တယ်ကိုတာအောင်လက်ဆောင်ကိစ္စကိုမမေ့နိုင်မင်းနဲ့တတိတရမေးနေတဲ့ကိုရဲ့အပြုတ်မှုကိုတွေ့ရတော့ရမုံကိုရဲ့စိတ်ကိုနားမလည်နိုင်တဲ့အကြည့်တွေနဲ့ငေးကြည့်နေမိပါတယ်တာအောင်မကြိုက်ရင်လုံးဝမပတ်သက်နဲ့ရမုံဟုတ်ရမုံသူ့ကိုစိတ်ဝင်စားပါကိုဒါနဲ့မင်းညအမေနဲ့ကိုဆွေးနွေးကြတဲ့ကိစ္စကိုလက်ခံလာရင်အော်ကေတီနဲ့လက်ထပ်ဖို့ကိစ္စလားဟုတ်လက်မခံပါဘူးကိုမကေတီကိုမကြိုက်တာကိုရဲ့ဖြေစကားကမင်းညကြားခဲ့ပြီးသားဆိုပေမဲ့ထက်ကြားချင်နေမိပါတယ်အဲ့ဒီစကားကရမုတ်အတွက်စိတ်တကြစရာအဖြေစကားဖြစ်လို့နေပါတယ်ဒါပေမဲ့ကေတီကကိုစိတ်ဝင်စားနေရလေနောက်ပြီးကေတီကအရန်လာတယ်ဒီရွာမှာကေတီနဲ့လိုက်ဖက်တဲ့ယောက်ျားကကိုတယောက်ပဲရှိတယ်ကိုသူ့ရဲ့စကားကြတော့ကိုမျက်နှာရည်နေရဲလာကဒေါသတကြီးနဲ့သူမကိုစားတော့ဝါတော့မတက်သူမကိုစူးစိုက်ကြည့်လာပြီးသူ့ဘာသာဘလောက်လှကိုကြိုက်ရှင်မှာကြိုက်မှာလေမင်းစကားကိုနာခံရအောင်မင်းနဲ့ကိုနဲ့ဘာမှမပတ်သက်ဘူးနော်ရမုံဟုတ်ကိုနဲ့ရမုံဘာမှမပတ်သက်တာကိုရမုံသိပါတယ်ဒီလိုဆိုရမုံကိုလေကိုတောင်းနဲ့ဆိုအတင်းပေးစားဖို့ကိုမတိုက်တော့မှနဲ့
ကိုကေတီကိုစိတ်ဝင်စားသလိုရမုံလေကိုသားအောင်စိတ်ဝင်စားကိုမင်းညကိုအမေကိုတိုက်တွန်းနေတဲ့စကားတွေကိုရမုံကြားပြီးပါပြီဒါကြောင့်ရမုံလဲကိုသားအောင်ကိုလက်မထက်ချင်ဘူးကိုရမုံစိတ်ထဲရှိတာတွေအကုန်စင်ဖွင့်ပြောလိုက်ပြီးတော့ဆိုင်လေးတွေကနေပြစ်ထွက်လာခဲ့လိုက်ပါတယ်ဆိုင်လေးတွေလေးဘူးအရှိကြီးမှုတ်ထုတ်ပြီးတော့ကြင်ရင်ခဲတဲ့သူကတော့ကြော်စွာရဲ့ပါဘာကြောင့်လေးဘူးအရှိကြီးမှုတ်ထုတ်မိတယ်ဆိုတာကိုသူကိုယ်တိုင်လည်းမသိတော့ပါဘူးတာကေတီကိုစိတ်ဝင်စားဘူးဆိုတော့တခြားဘယ်မင်းကလေးကိုစိတ်ဝင်စားလဲရွာထဲမှာကေတီကလွဲပြီးတော့တော်တဲ့လှတဲ့မင်းကလေးတော့အမေမမြင်မိပါဘူးကွယ်မင်းညမပြီးပြတ်သေးတဲ့ဇလန်းအဆက်ကိုအမေကထက်ကဆက်လာပါတယ်ကေတီကိုမငင်းရသေးဘူးလားအမေငင်းမိပါပြီတာရဲ့တားရှင်ဘက်ကငင်းလွတ်တယ်ဆိုတော့သူတို့လည်းမျက်နှာဘဲကောင်းမလဲတာမမနစ်တတ်ပါဘူးဆိုတော့အမေလည်းမတက်နိုင်ဘူးလေကွယ်ဒါပေမဲ့ရမုံနဲ့တာအောင်ကိုပေးစားဖို့လည်းမဖြစ်နိုင်မြန်ဘူးတာအောင်ကတစ်ဖက်ရွာမှာချစ်သူမင်းကလေးရှိနေတဲ့သား။အော်သူ့မှာချစ်သူရှိတာတော့ကျွန်တော်လည်းဘယ်သိမလဲအမေရဲ့။ဒါဆိုလေရမုံကိုတခြားတက်တော်တဲ့ကောင်လေးတစ်ယောက်နဲ့ပေးစားလိုက်ဖို့အမေอ่ะ။ရွာထဲမှာတာအောင်ကလွဲပြီးတော့လိမ္မာရေးချရှိတဲ့ကောင်လေးမျိုးမမြင်မိပါဘူးကွယ်။ဒါနဲ့တားရောရမုံကိုလက်မထက်ချင်ဘူးလားသား။ဟာဗျာအမေဘာစကားတွေပြောနေတာလေ။မိခင်ဖြစ်သူရဲ့စကားကြောင့်ကျော်သွားရဲ့မျက်နှာကြီးကခရမ်းညင်သီးလုံးလိုနေတွတ်သွားပါတယ်။အမေစကားကိုစိတ်မဆိုးနဲ့သား။အမှန်ကအမေရမုံကိုမွေးစားခဲ့တဲ့အကြောင်းရင်းမှန်ကရမုံကိုချွေးမတော်ခြင်းလို့ကနဦးသမီးလေးအဖြစ်မွေးစားခဲ့တာတားကိုရမုံနဲ့လက်ထပ်ပြီးဖို့ချက်ချင်းကြီးဆိုခဲ့ရင်တားလက်ခံမှာမဟုတ်ဘူးလေအဲ့ဒါကြောင့်အရင်ဆုံးတားနဲ့နီးစပ်အောင်လို့မွေးစားသမီးအဖြစ်ခေါ်မွေးစားလိုက်တာတာအမေကလည်းနော်ဘူးမသိဘာမသိရုပ်ကလေးလှပြီးရောဆိုပြီးတော့မွေးစားလိုက်တာပဲနော်လှတိုင်းမင်းမကောင်ဖြစ်မနေဘူးနော်အမေနောက်ပြီးရမုံကိုလည်းကျွန်တော်လက်မထပ်နိုင်ဘူးအမေကဲဒီလောက်တောင်ရှိလားမင်းရောရမုံရောတယောက်မှအိမ်အောင်မပြူကြနဲ့တော့အပြိုကြီးလူပြိုကြီးဖြစ်တာနေကြတော့ဟုတ်ပြီလားအမေစိတ်ဆိုးကအခန်းကစောင့်ပိတ်ပြီးတော့အခန်းထဲကထွက်သွားပါတယ်ဒီတော့မှသူလေသူ့အခန်းရှိရာအိမ်ပေါ်တက်ကိုတက်လာခဲ့လိုက်ပါတော့တယ်သူ့အခန်းထဲဝင်လာပြီးအိယာထက်လေးကရမုံအကြောင်းကိုတွေးနေမိပါတယ်မိခင်ဖြစ်သူကကြိုတင်စီမံချက်နဲ့ရမုံကိုသူနဲ့နေဆက်အောင်လို့မွေးစားခဲ့တာတဲ့ရိုးမလို့နဲ့အမေလည်းမလွယ်ပါလားလို့တွေးပြီးတော့မချီပြုံးမိပါတယ်ရမုံနဲ့အမေအရန်ချစ်နေတဲ့အဲ့ဒီမင်းကလေးကိုသူသိကြည့်မရခဲ့ပါဘူးဒါပေမဲ့အဲ့ဒီမင်းကလေးအရန်လှတာကိုတော့သူဝန်ခံပါတယ်ကေတီကရွာမှာအလှဆုံးဆိုပေမဲ့ရမုံနဲ့ရှင်ကြည့်ရင်ကေတီရဲ့အလှကပူပြင်းစေတဲ့အလှဖြစ်ပြီးရမုံရဲ့အလှကကြရင်အေးစေတဲ့အလှရှိုက်ဖို့ကြီးငယ်အသွေးသွေးနဲ့လှနိုင်လို့နဲ့ရမုံရဲ့မျက်နှာလှလှလေးကိုကြည့်ပြီးစကားဆိုမိခိုက်သူ့အခါခါတမကြိတ်ချရပါတယ်တစ်ဖက်မှာအမြင်ကမ်းမိသလိုတစ်ဖက်မှာအဲ့ဒီရင်ခုန်မိတဲ့စိတ်ကထင်မှတ်မထားဘဲနဲ့အခါပေါ်ပေါက်လာမိတာမျိုးခုနကသူနဲ့ရမုံကိုသဘောတူပေးစားခြင်းနဲ့လို့ဆိုလာပြန်တော့သူစိတ်မဆိုးမိပဲနဲ့ရှက်စိတ်မှုထူသွားပါတယ်စိတ်ကူးထဲမှာတော့ချစ်သူအဖြစ်မရွေးချယ်မိတဲ့အိုင်မင်းကလေးကိုဇနီးအဖြစ်ရွေးချယ်ရမှာလေလားမဖြစ်နိုင်ဘူးအမေသူ့လာမှာကျွန်တော်ရင်ခုန်မိတာအမှန်ပါရင်ခုန်မိတိုင်းအချစ်ရဲ့လို့သတ်မှတ်လို့မရအောင်အမေလမ်းကြားထဲကအောင်နှက်ဆိုတဲ့ခွေးကြီးလိုက်ကြိုက်လို့ရင်ခုန်စိတ်လှုပ်ရှားပြီးတော့ဒုံဆိုင်ပြေးလွှားခဲ့ရတာကိုလေအချစ်လို့ကပီးတက်မှလားအမေအောင်နှက်နဲ့ရမုံနှိုင်းစားမိတဲ့သူ့အဖြစ်ကိုတွေးမိကကြော်စွာသဘောကျလုံးကပြုံးလိုက်မိပါတော့တယ်ဒီနေ့မှာအမေစေရဲ့တရားစခန်းဝင်တာကြောင့်လိုအပ်တဲ့အသုံးဆောင်ပစ္စည်းတွေကိုကိုကစိုက်တွင်းနဲ့တင်ကလိုက်ပို့ပေးပါတယ်တရားစခန်းကမင်းဝင်တောင်ကြီးမှာရှိတဲ့ပရာဟိတတရားများအားထုတ်ပွားများရာဘုန်းကြီးကျောင်းဖြစ်ပါတယ်ကျောင်းနိုင်ဘုန်းကြီးကအကျင့်စာရိတ္တနဲ့အညီနေထိုင်တဲ့ဘုန်းကြီးဖြစ်ခါတရားပြရမှာလဲနာမည်ကျော်ကြားပါတယ်တနေ့မှ2ကြိမ်လောက်ကျောင်းမှာတရားစခန်းဖွင့်ပါတယ်တကူလအခါကြီးရက်ကြီးမှာ9ရက်စခန်းအခုနေုံလာစန်းထဲမှာ10ရက်စခန်းတစ်ကြိမ်ဒါကလူဝိတ္တွေကိုအဓိကထားပြီးတော့စခန်းဖွင့်တာပါဖုန်ကြီးယဟန်သီလရှင်ဆရာကြီးဆရာလေးတွေပါလူတွေနဲ့အတူစခန်းဝင်ကြပါတယ်ကြားကာလတစ်လျှောက်မှာတော့နေ့စဉ်သူ့အချိန်နဲ့သူကြောင်းရှိဆရာကြီးဆရာလေးဖုန်ကြီးကိုရင်ယဟန်အားလုံးနိုင်ပိုင်းနဲ့တရားထိုင်ကြရပါတယ်အပြည့်အစုံကြီးမဟုတ်ပေမဲ့လေစွန်ကွန်အတွက်မပူမပင်ရပဲတရားအားထုတ်ကြရတဲ့ဖုန်ကြီးကျောင်းဆိုပို့မှန်ပါတယ်ကျိုးစွာတော့ပို့ကိုဆွဲတာမဟုတ်ပေမဲ့အမေတရားစခန်းဝင်ရာကျောင်းကြီးဖြစ်တာကြောင့်ဂျားကာလာတွေမှာစွန်ရင်အတွက်စားတောက်ဆရာတွေကြိုးကြားလှူဒန်းပြပါတယ်အသားတို့စီစာခရမ်းကျင်သည်နဲ့အိမ်ချမ်းအားထွက်ရှိတဲ့ဘီလက်ဖူနဲ့ချမောင်ရွက်ချောက်ခရမ်းသီးချောက်တွေကိုပီနံအိနဲ့အပြေးသိပ်ထဲကလှူပစ်ပါတယ်အိမ်မှာချက်ရင်အစင်မပြေတဲ့ချမောင်ဘူးချက်ကဆရာလေးတွေချက်ရင်အရန်စားကောင်းနေတတ်ပါတယ်ဖုန်ကြီးเจ้าရောက်လာပြီးမို့အမေကိုထားခဲ့ပြီးတော့စိုက်တွဲနဲ့အိမ်ပြန်လာခဲ့လိုက်ပါတယ်အိမ်မပြန်ခင်လေးအမေကိုစိတ်မချလို့မှားခဲ့ရပါသေးတယ်အမေနွန်းနွန်းထွေးထွေးဝစ်ပါမတည့်တဲ့အစားအစာတွေကိုစင်ကြမှာတရားမဲ့ရင်လည်းအိမ်ကိုစိတ်ရောက်မနေနဲ့အိမ်အတွက်စိတ်မပူပဲနဲ့တရားအားထုတ်ပါမေ
အေးပါသားရဲ့ရမုံကိုလည်းမစုမငေါနဲ့နော်သားနဲ့ရမုံကိုအမေပြေးလေးစေချင်နေတာအဲ့ဒါတွေမပြောနဲ့တော့အမေရဲ့တရားသာစိတ်အေးလေသာအားထုတ်ကျွန်တော်ပြန်ပြီနော်အမေအေးသားသူနဲ့အမေကိုပြေးလေးစေချင်တဲ့အမေရဲ့သဘောထားကရိုးမဟုတ်သူနဲ့ရမုံကိုလက်ထပ်စေချင်တဲ့သဘောထားကိုအမေဆိုလိုတာပါအခုအချိန်ဒီတော့ရမုံကကျွန်တော်ရဲ့စိတ်ကူးရင်ကဘာတွေကမင်းသမီးလေးတစ်ပါးမဟုတ်သေးဘူးအမေအိမ်ရှိဆိုင်တွဲရပ်ပြီးမို့ဆိုင်တွဲသမားအောင်နှုတ်ဆက်ခါသူအိမ်နဲ့ဝင်လာခဲ့လိုက်ပါတယ်ဟိုမှာကိုကျော်စွာပြန်လာပြီအမေကိုတရားစခန်းလိုက်ပို့ပြီးအိမ်ပြန်ရောက်တဲ့ကိုကျော်စွာကိုကြည့်ပြီးတော့ကီတီရဲ့မျက်နှာလေးပြုံးမှန်းဝေသွားပါတယ်ကိုကျော်စွာကသူမကိုလက်ထပ်ဖို့ညှင်းဆန်လိုက်ပေမဲ့ကီတီကလွယ်လွယ်နဲ့လက်မလျှော့နိုင်ပါဘူးအစောကပြောခဲ့သလိုကိုကျော်စွာကိုချစ်နေတာမဟုတ်ပေမဲ့လက်တွဲပေါ်အဖြစ်ရွေးချယ်ဖို့အသင့်တော်ဆုံးလူသားကြီးမို့ကီတီအလွယ်နဲ့အရှုံးမပေးရခြင်းပဲဖြစ်ပါတယ်နောက်ပြီးရမုံကလည်းကိုကျော်စွာနဲ့သူမကိုအောင်သွယ်ပေးမယ်လို့ကတိပေးထားပါတယ်ဒါကြောင့်ကေဒီကိုကျော်စွာအပေါ်မှာမျှော်လင့်ချက်ထားနေရခြင်းပဲဖြစ်ပါတယ်။ကေဒီစောစောစီးစီးအလဲရောက်နေရလား။ဟုတ်ကိုကျော်စွာညကြရမုံနဲ့တူလာအိပ်ပေးမလို့ပြောနေကြတာလေ။ကေဒီလာအိမ်မှာကိုကျော်စွာခွင့်ပြုမှမလာရင်ခွင့်မပြုလဲအိမ်မှာပဲမလားကေဒီ။ကိုကျော်စွာလေကွာချကြနိုင်လို့နဲ့ကိုကျော်စွာရဲ့စကားကိုကေဒီကမျက်စောင်းလှလှလေးထိုးပြီးတော့ကြည့်နေပါတယ်။ရမုံဆိုင်ခွင့်ကြည့်တော့လေနေမြင့်နေပြီ။ဟုတ်ကဲ့ကိုရမုံဆိုင်လေးဘက်ထွက်သွားတော့ကေတီကပါသူမနဲ့ထက်ချက်မကွာကပ်ပါလာပါတယ်။ရမုံငါပြန်တော့မယ်။ညနေကျစောစောလာခဲ့မယ်နော်။အေးကေတီသူ့အိမ်ဘက်ပြန်သွားပါတယ်။ကေတီပြန်သွားတယ်ဆိုရင်ပဲကိုကသူမရှိတဲ့ဆိုင်လေးတွေကိုဝင်လာပြီးဒေါသထွက်နေတဲ့အကြည့်နဲ့ခက်ဆူးဆူးကြည့်လာပြီးကေတီကိုအဖော်ခေါ်ရတာမင်းငါ့ကိုမယုံကြည်လို့လားရမုံ။ဟင်းအဲ့လိုမဟုတ်ပါဘူး။အမှန်ပြောရရင်ကေတီကိုရမုံခေါ်မအိပ်ပါဘူး။ကိုကေတီကသဘောကျနေရလေကိုရဲ့ဒါကြောင့်မို့ကိုနဲ့ရမုံမြောက်ထဲရှိနေတာကိုသူစိတ်မချဖြစ်ပြီးတော့သူ့ဘာသာသူလာအိမ်မယ်ပြောတာပါရမုံမငင်းတာလို့ခေါင်းညင်လက်ခံလိုက်တာပါကိုငါ့ကိုမင်းနဲ့စိတ်မချရအောင်ငါအမင်းကိုဘာလုပ်နေလို့လဲကေတီလာနေတာကိုငါသဘောမကျဘူးရမုံဒီတော့ညသူ့အိမ်ကိုလာမအိတ်စေနဲ့လာအိတ်လို့ပြောလိုက်ပြီလေကိုရဲ့ရမုံကိုမျက်နှာပြောင်မလုပ်ပါနဲ့ကိုကေတီကရမုံရဲ့အချစ်ဆုံးတငယ်ချင်းမှာအချစ်ဆုံးနေပါလေငါနားမလဲဘူးသူ့အိမ်ကိုလာမအိတ်စေနဲ့ဒါပဲသူရမုံကိုခက်ပြက်ပြက်ပြန်ပြောပြီးတော့ဝဲလျှောဆိုင်ပဲထွက်လာခဲ့လိုက်တော့ရမုံထံကရှိုက်တန်တဲ့ကိုသူကြားလိုက်ရပါတယ်ငိုအားရအောင်သာငိုလိုက်မင်းကတစ်ဆက်ရှိမျက်ရည်ကျဖို့ပဲသိတာငါကေတီလိုက်တာကိုသဘောမကျတာကငါရဲ့ကိုကျင်တရားကိုမယုံပြီးမင်းနဲ့ငါ့ကိုစိတ်မချနေလို့ဟေ့သူစိတ်ထဲကြိတ်ခါပောက်ကွဲနေပါတယ်ရမုံထံလှမ်းကြည့်ပြီးမျက်ရည်ကျနေတာကိုမြင်ရတော့လေစိတ်မကောင်းဖြစ်မိရပါတယ်အခုတလောသူစိတ်တော့ဘလို့ဖြစ်နေလဲသူမပြောတတ်ပါဘူးရမုံနဲ့ပတ်သက်ပြီးတော့ခံစားချက်တို့မျိုးစုံဖြစ်ပေါ်နေပါတယ်နီးလဲစာအတွက်ထမင်းကိုတလုံးပဲတိတ်ထားတာဖြစ်တာကြောင့်မနက်10 နာရီထိုးတာနဲ့ကိုဆိုင်အပ်ခဲ့ပြီးတော့ဟင်းချက်ဖို့အိမ်ဘက်ပြေးလာခဲ့လိုက်ပါတယ်မနက်ကကိုသူမကိုရန်ရှာထားတာကြောင့်စကားမပြောချင်ပါဘူးဒါပေမဲ့မဖြစ်မနေစကားဆိုရမှကြောင့်ဟင်းချက်အောင်မယ်ကိုလို့ပြောခဲ့ပြီးအိမ်ဘက်ထွက်လာခဲ့လိုက်ပါတယ်အိမ်ဘက်ရောက်တာနဲ့ဟင်းချက်ရန်အတွက်မိဖို့ကနဲ့တန်းဝင်ပြခဲ့ပါတယ်မနေ့ကအမေချက်ပေးထားတဲ့ချမောင်ရဲ့ဆက်ချင်ကျော်နဲ့ငပိကျော်ဆက်ဆက်ဟင်းနှစ်ခွက်အမာခံရှိနေပါတယ်အမေကတရားစခန်းရက်ရှိဝင်မှကြောင့်ဟင်းအတွက်နောက်ဆက်မတင်ရအောင်အထားခံနဲ့ဟင်းချမ်းနှစ်ခွက်ကိုစီလိမ့်နေအောင်ကြောကဖန်မှုတွေထည့်ပေးခဲ့ပါတယ်ဒီတော့ရမုံဟင်းကိုထူထူချက်ဆံမလိုတော့ပါဘူးကိုအရန်ကြိုက်တဲ့ကြက်မြင့်ကြက်သေးနှစ်စုံကိုကြက်သွန်ဖြူနီဇင်းလေးကိုလှိမ့်နေအောင်လို့စီသက်ပြီးတော့ချက်ထားလိုက်ပါတယ်နောက်ပြီးဟင်းရည်အရည်သားအဖြစ်ပြည်ပန်းညို့အချို့တစ်ခွက်ချက်ထားလိုက်ပါတယ်ပြည်ပန်းညို့ချိုပါရဲ့စားဖြတ်ဆိုသလိုဖြစ်မှကြောင့်စားအနှင်းငယ်ရှော့ခတ်ထားရပါတယ်ပေါ်ချိုအရေးတော့ဟင်းညိုလေးဆိုပါတော့ဒါဆိုချင်ငံဆက်ရတာစုံလင်သွားပြီလေအားလုံးချက်ပြုတ်ပြီးဆိုတော့မှရင်မိုးချိုးကအဝိပါလျှော့ဖို့လိုက်ပါတယ်ပြီးမှကိုအတွက်နေလက်စာထမင်းခုခက်ကအုပ်ဆောင်အောင်အစင်သစ်ပြင်ပေးထားလိုက်ပါတယ်ဒါဆိုရမုံဆိုင်ဘက်ပြန်ရောက်တာနဲ့အိမ်ဘက်ကိုပြန်လာပြီးတော့ထမင်းစားတော့လို့ရပြီလေကိုဘိုက်စာနေပြီးထင်းတယ်လို့တွေ့ကဆိုင်ဘက်ကိုခက်သွက်ရှောက်လာပြပါတယ်ညနေမှောင်ရင်ပြောတာနဲ့ကေဒီအိမ်ကိုရောက်လာခဲ့ပါတယ်ကေဒီရှိမှာကိုသူမအောင်စူလီမလားဆိုတဲ့စိတ်နဲ့ရမုံမျက်ခုံးလုံးနေပါတယ်အမေမရှိတာကြောင့်ကိုကဆိုင်ကိုအစောကြီးပိတ်သိမ်းကစောအနားယူပါတယ်ဒီမှာပဲကိုရဲ့ရမုံရဲ့ကေတီရဲ့၃ယောက်သာမျက်နှာချင်းစုံမိကြပါတယ်တော်သေးတာကိုစိတ်ပြောင်းသွားတဲ့ထင်ပါရဲ့ကေတီရှိမှာရောင်လို့ပင်သူမအောင်အပြစ်စကားမဆိုပါဘူးကေတီကညနေစာစားမလာဘူးလို့ဆိုတာကြောင့်ကေတီအတွက်ပါထမင်းမွဲပိုးပြင်လိုက်ပြီး၃ယောက်သာထမင်းတူစားပြကြပါတယ်စားတော့ပြီးပြန်တော့ကိုကလက်စီကအိတ်ခမ်းနဲ့တောင်းဝင်သွားပါတယ်။သူမနဲ့ကေတီပကံခေါက်တွေစီးကြောပြီးတာနဲ့အတူတူအိတ်ခမ်းနဲ့ဝင်လာခဲ့လိုက်ကြပါတယ်။ကိုရဲ့အိတ်ခမ်းနဲ့ရမုံရဲ့အိတ်ခမ်းကမျက်စောင်းထိုးလေးရဲ့
နီးကပ်နေတာပါအတီးအကြဆိုမျက်စောင်းထိုးတခန်းကျော်လောက်ပဲကွာပါတယ်အိမ်ဦးကမ်းမကအမေရဲ့အိတ်ခမ်းကိုကအလေခမ်းသူမအဖျားဆုံးအခန်းဆိုပါတော့ဒီနေ့ညကိုတောင်တို့တချင်းလာဆိုမာတဲ့ရမုံညာလုံးပေါက်ဆိုပြီးလို့ငါပြောထားတယ်အခန်းထဲကအိတ်ကလေးကြီးပေါ်ကေတီခုံတက်လိုက်ပြီးတော့ပြုံးရွှင်တဲ့မျက်နှာလေးနဲ့ဆိုလာပါတယ်ကိုကတချင်းနားထောင်ရင်မကြိုက်ဘူးကေတီအခန်းတကားပိတ်ပြီးတော့ငါ့ကိုအိတ်ခိုင်းတာဖဲရမလဲငါကိုအိတ်တဲ့အချိန်မှတကားထားဖွင့်ပြီးတော့နားထောင်တာလေဒါဆိုကိုကျော်စွာနင်းပေါ်ရိုးမရိုးရလာရမုံရဲ့ကိုကငါ့ပေါ်အမြင်မကြည့်ပါဘူးဆိုမှကေတီရဲ့သူမအပေါ်တင်ကမကင်းတဲ့အကဲခတ်အကြီးကိုမသိကြအောင်ဆောင်ပြီးတော့မျက်နှာလွှဲပြရပါတယ်အမှန်ကကိုငါ့အပေါ်ယူသားပါတယ်ကေတီရဲ့ငါရဲ့စိတ်တွေရတာကိုအပေါ်မယူသားနေတာပါငါကိုအရန်ချစ်တယ်ကေတီငါကိုအပေါ်ချစ်နေမိတာရယူခြင်းမဟုတ်ပါဘူးကေတီရဲ့နေကိုပိုင်ဆိုင်ခြင်းနဲ့ဆိုတာကအချစ်မပါပါဘူးကွယ်ငါကိုအပေါ်ချစ်မိတဲ့စိတ်ကနှလုံးသားတစ်ခုလုံးကိုပုံအောပြီးရင်းနှီးစိုက်ထုတ်ထားရတဲ့ကေတီတေချာလို့လာရမုံငါကိုကျော်စွာကိုသဘောကျရုံပဲကြတာမချစ်ပါဘူးဟာနင်းနဲ့ကိုကျော်စွာတယောက်ကိုတယောက်ချစ်နေတာသိကြရင်ငါနောက်ဆုတ်ပြီးမှတော့ရမုံအဒီကနင်တို့နှစ်ယောက်ချစ်တာသိကြမှဖြစ်မယ်ကေတီရဲ့ရမုံကေတီရဲ့စကားကိုဘလို့ပြန်ဖြေရမယ်ဆိုတာမသိတော့ကေတီဘက်ကပုံမလင်းနဲ့ပြောဆိုလာပေမဲ့သူမရဲ့အဖြစ်ကတစ်ဖက်သက်အခြေဖြစ်နေတာကြောင့်စိတ်ထဲရှိတဲ့အတိုင်းပွင့်လင်းပြဖို့ခက်နေပါတယ်ငါအထင်ကိုဝေဖန်ပေးရမှာလားရမုံသူမရဲ့မျက်နှာကိုတစ်ချက်မှအလုံးမပေးပဲအကဲခတ်ကြည့်ပြီးပြောလာတဲ့ကေတီရဲ့စကားကသူမအတွက်ပြေပေါင်းမရှိချောင်ပိတ်မိနေတဲ့သားကောင်အဖြစ်ရှိနေပါတယ်။နေဝေဖန်မအောင်ငါလန့်နေမိတယ်ကေတီတငယ်ချင်းအရင်ခောက်တွေပဲကိုလန့်စရာလားဟဲ့တငယ်ချင်းဆိုတာတယောက်အကျိုးကိုတယောက်ရှေ့ဆောင်ပြီးနေထိုင်ကြရတယ်။ငါဝေဖန်မှာကနေတစုံတယောက်ကိုကြိတ်ပြီးခံစားနေရမှာငါမလိုလားဘူး။နေအကျိုးဖြစ်စေမယ့်အရာကိုဖန်တီးပေးချင်တဲ့တငယ်ချင်းကေတီရဲ့ကျေးဇူးပါငါစိတ်ကိုနားလည်စာနာပေးလို့ဝေဖန်မှာနင်းစိတ်ထဲရှိတဲ့အတိုင်းအမနာတန်ဝေဖန်မှာတငယ်ချင်းအေးဝေဖန်ပြီဒီလိုဟာနင်ကိုကျော်စောကိုကြိတ်ကြိုက်နေတာမလားရမုံဟဲနင်ရလေကေတီရဲ့ဒေတိုစကားကြီးကြောင့်ရမုံရဲ့မျက်နှာလေးပါနေတင်ထားတယ်လားရဲရဲနေသွားပါတယ်အဲ့ဒီမျက်နှာလှလှလေးနေရဲနေတာကနေကိုကျော်စောကိုချစ်နေကြောင်ဝန်ခံလိုက်တာပဲလေကေတီရလဲဟာကေတီရဲ့စကားတွေကြောင့်ရမုံရဲ့လက်ဖြားလေးတွေအေးဆက်ထုံကျင်လာပါတယ်တိတ်ဆိတ်ခြင်းကဝန်ခံခြင်းလို့တက်ရောက်တာကြောင့်ရမုံအဆက်ပြေမျက်နှာလေးနဲ့နှုတ်ဆက်နေလိုက်တော့ကေတီဟာသူမရဲ့ဝေဖန်ချက်မှန်ကန်နေတာကိုသဘောကျသွားပြီးဟဲ့ပပအော်ရီလိုက်ပါတယ်ဟဲ့လူကိုလှောင်နေတာလားဟဲ့ကေတီရဲ့ပခုံးလေးကိုခက်ဆက်ဆက်စိတ်လိုက်ပြီးတော့ရမုံမေးလိုက်ပါတယ်လှောင်စရာလားဟဲ့ငါဝေဖန်တာဓာတ်ထိမှန်နေလို့ကျင်းနေမိတာပါအမှန်ကနေကိုကျော်စွာကိုချစ်နေတယ်လို့ကိုကျော်စွာလည်းနင့်ကိုချစ်နေတာပဲလေဟာဟဲ့အဲ့လိုကြီးငါအကြိုက်ကိုလိုက်ပြီးတော့မပြောနဲ့လေဟဲ့ကိုငါ့ကိုချစ်တာမချစ်တာအပါထားငါကိုအပေါ်ချစ်နေရတာနဲ့တင်ကျင်းနေပါပြီဟာအချစ်သူရဲ့ကောင်းမကြီးပေါ့လေအေးပါကြည့်ထားပါကိုကျော်စွာနင်းပေါ်ချစ်တဲ့အုံပုံးစိတ်တွေထကြပုံကွန်းလောင်ငါလုပ်ပြမယ်ကြည့်ထားကြမုံဟဲမဟုတ်တယောက်တော့ရှောက်မလုပ်ပါနဲ့ဟဲထိုင်နေတာအကောင်ထသွားမှကျိုးနေပါအောင်မယ်ဟဲအမေမယုံဆောင်ကြည့်ထားကေတီအစွမ်းဘလို့လာမလဲဆိုတာမိရမုံစောင့်ကြည့်ပေးပြီးမှကျေးဇူးတင်လိုက်တာတငယ်ချင်းရဲ့ဆိုပြီးတော့မြည်လို့ပြီးမှမဟုတ်ဘူးတော်ပြီအဲ့ကိုကျော်သားအကြောင်းမပြောတော့ဘူးဟိုမှာကိုတာရေးတို့တချင်းလာဆိုနေပြီနားထောင်ကြစို့အေးကေတီကသူမကိုဘလို့အကျိုးဆောင်ပေးမယ်မသိသူမရင်နေအသေးတွေကတော့ချားရဟတ်စီးရတယ်လို့အသေးတလက်လက်နဲ့စိုးထိန်ရင်ဖို့နေရပါပြီကိုတာရေးရဲ့ဆွဲဆောင်မှုကောင်းလုံးတဲ့တချင်းတန်ကိုလေရမုံမခံစားနိုင်ကိုသာဒီတချင်းလေးဆိုပြရင်အရန်နားထောင်ကောင်းမှာပဲလို့တွေးရင်ကိုရဲ့မျက်နှာချောချောကြီးကိုမြင်အောင်ကအချိန်တွေကုန်နေရပါတော့တယ်ရေခုံရပါတယ်ကိုရဲ့ညကကိုရဲ့အကြောင်းတွေးပြီးဘယ်ချိန်အိပ်ပျော်သွားတယ်မသိညနှစ်ချက်ကြော်ကြီးမှရမုံဘိုက်တွေရင်းနာလာတာကြောင့်ကေတီကိုအဖော်မခေါ်တော့ပဲအိမ်အောက်ထက်ရေရင်ရှိရာကိုဆင်းလာခဲ့လိုက်ပါတယ်ဒီလိုပါပဲအချိန်မရှိအချိန်ရှိခိုက်ဆိုရမုံရေရင်ပြေးရပြီတခါတလေအမေကသူမခြေစံကြရင်အိမ်အောက်ထက်ကိုအဖော်လိုက်ပေးတတ်ပါတယ်အေးဆက်တဲ့အမေကညတကောင်ကြော်တာနဲ့မျက်လုံးနှလုံးပွင့်နေပြီလေဒါကြောင့်သူမရေရင်သွားတိုင်းအဖော်လိုက်ခဲ့ပေးခဲ့တာ哦အခုတော့အမေကတရားစခန်းမှာမို့အဖော်မပါလေတော့အိမ်အောက်ထက်မှလူမနေပေမဲ့အောက်ထက်တစ်ခုလုံးညလုံးပေါက်မိအလင်းထွန်းထားပါတယ်ရေအိမ်ထဲဝင်လာခဲ့ပြီးကိစ္စပြီးတာနဲ့သူမအိမ်အပေါ်ထက်ပြန်တက်ခဲ့လိုက်ပါတယ်အပေါ်ထက်ရောက်လို့လေကားထေးရောက်လက်စစ်မီကဖြတ်ကနေပြတ်သွားပါတယ်ဖျားရည်မပြတ်စဘူးဒီနေ့ညမှပြည့်ရတယ်လို့ဝင်းညင်တစ်ခုလုံးအမောင်တိကျသွားတာကြောင့်ရမုံရှိဆက်မလျှောက်တော့ဘဲနဲ့ရောက်နေရမှာခြေစုံချမ်းနေမိပါတယ်ရန်တမ်းမှန်ဆန်းပြီးတော့ရှောက်လို့ရပါတယ်ဒါမဲ့ကိုလည်းသူမလိုရန်ဖန်ရန်ခါမှာရေအိမ်စီသွားတတ်တာကြောင့်မတော်တဆကိုနဲ့ဝင်တိုင်းမိရင်
ကိုသူမကိုအော်တော့မယ်အိုက်စိတ်နဲ့တူလက်စစ်မီပြန်လာလို့ပြန်လာညာရမုံရက်ဆောင်နေမိခြင်းပဲဖြစ်ပါတယ်အဲ့ဒီအချိန်မှာပဲအဲ့တော့ဖះရေပြောရင်းဆိုရင်နဲ့ကိုထွက်လာနေပြီဓမီတလက်နဲ့အခန်းထဲကထွက်လာတဲ့ကိုသူမအလင်းမြန်မြင်ကိုအတန်ပြုတ်လိုက်ပါတယ်ကိုရင်ရင်သွားမလို့လားအော်ရမုံလားဟုတ်တယ်ရင်ရင်သွားမလို့မင်းကအိမ်အောက်ထက်ဘာဆင်းလောက်တာလဲမင်းရိုးမရိုးရလားရမုံကိုကသူမနားလျှောက်လာပြီးမျက်နှာကိုဓမီနဲ့ထိုးပြီးတော့မယုံကြည်စွာနဲ့ဆိုလာပါတယ်ရမုံရက်နေရမှာကိုအနာလျှောက်လာလိုက်ပြီးမရိုးရအောင်ရမုံကဘာလုပ်နေလို့လဲကိုရဲ့ဘာလုပ်ရမှာလဲမင်းညဟိုကောင်သားအောင်ညတစ်ချက်ဒီတချင်းဆိုသွားတာလေသူတို့တညလုံးနားဒုက္ခပြီလို့အခုထိကိုအိမ်မရအောင်အဲ့ဒါနဲ့ရမုံနဲ့ဘာဆိုင်လို့လဲကိုရဲ့ဆိုင်နာပေါ့မင်းအိုက်ကောင်နဲ့အိမ်အောင်ဆင်းပြီးတော့ချင်းတွေးတာရောမဖြစ်နိုင်ဘူးလားရမုံကိုရဲ့ဓမီနဲ့သူမရဲ့မျက်နှာလေးကိုအာမနာဘာမနာထိုးထားပြီးကိုဆွဆွဲနေပါတယ်ရမုံဝမ်းနဲ့စိတ်ကိုမျိုးသိမ့်လိုက်ပြီးငုံမမေ့မျက်နှာလေးနဲ့ရမုံအဲ့လောက်ထိအပေါ်စားမဆက်မအောင်ကိုရမုံပြောခဲ့ဘူးပါတယ်ကိုသားအောင်ကိုရမုံကြိုက်မရပါဘူးလို့ပြီးတာပဲအဲ့ဒါဆိုပြန်တော့ကိုအခန်းကိုဟုတ်ဓမီထိုးပြပေးပါအောင်ကိုသူမရဲ့ဖြည့်ရှင်းချက်ကိုကကျင်းတတ်တယ်လို့ရှိသွားတာကြောင့်ရမုံစိတ်ပေါ်ပါသွားရပါတယ်ကိုထိုးပြတဲ့ဓမီလင်းရောင်နဲ့အခန်းရှိရာခပ်ဖြည်းဖြည်းရှောက်မိခိုက်ကိုဘယ်ရဘလို့ဖြစ်သွားတယ်မသိရမုံချစ်တော်ခွင်ကပြိုလဲကြရမှာကိုကဓမီကိုကြမ်းမြင့်မော်ပြစ်ချပြီးသူမရဲ့ကိုယ်လေးကိုဖမ်းဆွဲထားလိုက်ပါတယ်ကိုရဲ့လက်နှစ်ဖက်ကသူမရဲ့ခါနှစ်ဖက်စီအမီးရချုပ်ကင်တိုင်းဖက်ထားပါတယ်ကိုလွှတ်ချလိုက်တဲ့ဓမီလေးကလှေကားထိတ်မှတဆင်လှေကားချီရင်စီကိုကစုံပေါက်ကခုန်ချသွားပါတယ်သူမခါးစီပွေ့ဖက်ထားတဲ့ကိုရဲ့လက်တို့ကသူမအပြေလှုပ်ပေးဖို့တတိယဟန်မတူပါဘူးကိုရဲ့လက်အထီးတွေကြောင့်ရမုံအသက်ရှူမှားနေရပါတယ်အမောင်တို့ကြောင့်မှလူလုံးမမြင်ရပဲကိုနဲ့သူမအခိုင်အတန့်နှုတ်ဆက်နေမိပါတယ်တန်းအောင်ကြမှာကိုကသူမရဲ့ကိုယ်လေးကိုဖြစ်လွတ်ပြီးကမှထင်မှတ်မထားတဲ့အပြုတ်မှုကိုပြုတ်မှုလိုက်ပါတယ်အဲ့ဒီအပြုတ်မှုကသူမရဲ့ကိုယ်လေးကိုတဖန်ပြန်လဲပွေ့ဖက်ပြီးသူမရဲ့မျက်နှာလေးအနှံ့ကိုရဲ့အနမ်းကျန်းတွေနဲ့နမ်းရှိုက်လာပါတော့တယ်ရမုံရဲ့နှလုံးသားလေးတွေပြုတ်လဲရိုင်နေသွားရပြီကိုအနမ်းတွေကြားတိတ်ဆိတ်ဆုံးအားလျက်ရင်ကုန်စိုးထိန်မှုအပြည့်နဲ့ကိုရဲ့အနမ်းတွေကြားရင်မှုပြုံးမိသွားမိပါတော့တယ်အမောင်တို့ကြားကိုရဲ့အနမ်းတွေကခက်ဆိတ်ဆိတ်ပြန်ကျဲချနေသလိုသူမကလေကိုရဲ့ရင်ခွင်ကြားဖက်တွေခိုးဝင်လျက်အနမ်းတွေကိုကြည်ပြူစွာခံယူနေမိပါတယ်အချိန်မိနစ်ပိုင်းမြကြာလွန်သွားပါတယ်အဲ့ဒီအခိုက်ဖြတ်ကနေလက်စစ်မီပြန်လာပါတယ်လင်းထိန်ရှိန်နေတဲ့လက်စစ်မီအောင်အောက်မှာကိုနဲ့သူမရဲ့အဖြစ်ကမိုးမမြင်လေးမမြင်ဖြစ်နေကြရကနေအသီးဝင်လာမိတဲ့ရမုံမကိုရဲ့ရင်ခွင်ထဲကနေရုံထွက်ပလိုက်ပြီးတော့ရှက်စိတ်စိုးထိတ်စိတ်နဲ့သူမရဲ့အခန်းလေးတွေပြေးဝင်လာခဲ့လိုက်ပါတယ်အိတ်ကရင်ထက်ကီဒီရဲ့ဘေးဝင်အိပ်ပလိုက်ပြီးမချမ်းမှာပဲစောင်းကောင်းပြီးခြုံထားပလိုက်ပါတယ်ကိုရဲ့ရင်တွေခုန်လိုက်တာအယမ်းပဲရမောကိုဘာလို့နမ်းနာလဲရင်ရမောကိုချစ်နေရလားဒါမှမဟုတ်အိုင်တွေးလို့ခြေစင်းကိုတက်တက်ကြံတာလားကိုဘလို့ဖြစ်ဖြစ်ရမောကတော့ကိုရဲ့အနမ်းတွေကြောင့်ယူမတက်ခံစားနေရပြီကိုရဲ့ရမောရဲ့စိတ်တို့ကရည်ကျင်တာလို့ငိုကျင်တာလို့ခံစားနေရပါတယ်ကိုရမောကိုချစ်လို့ဆိုရင်ရမောပျော်မိမှာပေါ့ကိုရဲ့ခုကကိုဘာကြောင့်နမ်းနာလဲဆိုတာမသိရတော့ရမောငိုချင်တာပေါ့ကိုရဲ့စောင်းကြုံကြားမျက်ရည်တိတ်တိတ်ကလေးကြားနေမိတဲ့သူကလည်းရမုံမှာပဲကိုရဲ့မနက်မိုးလင်းလို့အိယာကနို့တော့ကီတီသူမဘေးမှာမရှိတော့ပါဘူးအိမ်မဲချားတာမို့ကီတီပြန်သွားရောပေါ့ခေါင်းရည်ရနိုင်ကိုကြည့်ပြီးတော့မနက်9နာရီခွဲကြောနေပါပြီမင်းညကိုသူမရင်ခုံအောင်ပြူစားခဲ့လို့တညလုံးအိမ်မရနိုင်ခဲ့ပါဘူးမနက်မိုးလင်းကန်ဒီမှာအိပ်ပျော်သွားတာကြောင့်အခုလိုနေတော်မြင်သွားတာပဲဖြစ်ပါတယ်ကြပြကြရအိယာကထလာခဲ့ပြီးညနေတည်ပြီးတာနဲ့ဆိုင်ဘက်တန်းထွက်လာခဲ့လိုက်ပါတယ်ကိုလူဆိုကြီးကတော့ဆိုင်ဘက်ထားပြီးဆိုင်ကိုမျက်နှာမူကဆိုင်ငယ်နှိုက်နေပါတယ်သူမကိုမြင်တာနဲ့ကိုမျက်နှာလွှဲသွားပါတယ်ကိုရဲ့ဘာလို့ရမောကိုမျက်နှာလွှဲသွားတာလဲရင်ကိုရမောကိုသဘောမကျပဲနမ်းမိခဲ့လို့အလိုမကျနေရလားရင်ထင်းချင်းရထင်းတွေးချင်းရတွေးနေတဲ့အဖြစ်ကအရန်နာကျင်ရပါတယ်ရမုံမျက်ရည်တွေယူဝဲရင်စိတ်မပါလက်မပါဈေးရောက်နေမိတယ်နေကင်း12နာရီထိုးကနီလောက်မှကိုကသူမရှိရာဆိုင်လေးထဲဝင်လာခဲ့လိုက်ပါတယ်ရမုံကိုမျက်နှာပူလွန်လို့ကြောပေးထားလိုက်ပါတယ်ကိုကသူမရဲ့နောက်ကျောကနေနေပြီးသူမကိုစကားဆုပ်လာပါတယ်ညဖြစ်သွားတဲ့ကိစ္စအတွက်ကိုတောင်းမှမှာတယ်ရမုံဟုတ်ရပါတယ်ကိုတောင်းမှမလို့ပါဘူးကိုရမုံမနစ်သက်ဘူးဆိုတာရမုံသိပါတယ်ကိုအဲ့စကားကိုရှိုက်တံမပအောင်လို့ထိန်ချုပ်ပြီးတော့ရမုံဆိုလိုက်ပါတယ်အဲ့ဒီအခါကိုရဲ့တမချတန်တိုးတိုးကိုရမုံကြားပြအောင်ကြားလိုက်ပါသေးတယ်
ဘာပဲဖြစ်ဖြစ်ကိုဘက်ကစောင့်မခဲ့တဲ့အတွက်စိတ်ရင်းနဲ့ကိုတောင်းမှန်ပါတယ်ဒါနဲ့နီးလင်းစာမချက်ရသေးဘူးမလားတွားချက်တော့လေဟုတ်ကိုဒါဆိုရမုံသွားပြီရမုံဆိုင်လေးတွေကနေပြေးထွက်လာခဲ့လိုက်ပါတယ်စကားပြောနေစေတွင်ကိုကိုမျက်နှာမူမူပဲနဲ့ကြောပေးလျက်စကားဆိုခဲ့ပါတယ်ဒီလောက်ထိကိုနဲ့မျက်နှာချင်းမဆိုင်ရဲခဲ့တာပါအင်းလေးတဲ့ရောက်တာနဲ့ထမင်းဟစ်တမ်းမချက်ဖေးရမုံချုံမွေးချငိုပလိုက်ပါတယ်ငိုရလုံးလို့ရင်ထဲပေါ်ရှင်းသွားပြီဆိုမှထမင်းချက်ပါတယ်ဘာကြောင့်မှမသိပါဘူးကိုရဲ့ရမုံရဲ့နှလုံးသားတွေအယမ်းနာကျင်နေရတယ်ရမုံအဲ့စကားကိုရင်တွင်တူတူလေးဆိုလိုက်မိပါတယ်ရမုံအဲ့စကားကိုရင်တွင်တူတူလေးရွတ်ဆိုလိုက်မိပါတယ်ကီတီကသူမထံတညပဲလာအိပ်ပြီးနောက်ရက်တွေလာမအိပ်တော့ပါဘူးဒါပေမဲ့သူမညနေစာချက်ပြုတ်နေခြင်းမျိုးဆိုကီတီအလေရောက်လာတတ်ပါတယ်တငယ်ချင်းနှစ်ယောက်ထွေရလေးပါပြောကြရင်ရီမောမိကြပါတယ်တငယ်ချင်းနှစ်ယောက်ထွေရလေးပါပြောကြရင်ရီမောမိကြပါတယ်ဆိုင်ကိုတော့ထုံးစံတိုင်းကိုနဲ့ပဲပြစ်ထားလိုက်ပါတယ်အခုတလောကိုနဲ့သူမစကားမပြောပြကြပါဘူးညာကြီးဖြစ်ခဲ့တဲ့ကိစ္စဖြစ်ပြီးကြတဲ့ဆိုပါတော့လေဒါပေမဲ့ရခင်အချိန်တွေတုန်းကလိုသူမပေါ်မျက်နှာထားတင်းတင်းနဲ့အမူအရာမျိုးတော့ကိုမပြတော့ပါဘူးရမုံမနေ့ပြန်ညနေတောင်ဘက်ရွာသွားကြရှိတယ်မင်းအားရဲ့အဖော်လိုက်ပေးပါလားကိုအကြောင်းချက်ပြုတ်ရင်တွင်းနေရမှာကေတီအတန်ကြောင့်အသီးပြန်ဝင်လာပြီးကေတီရဲ့အမေကိုဖြေလိုက်ပါတယ်အချိန်မကြာဘူးဆိုလိုက်ခဲ့မယ်လေကိုပြောပြီးတော့လိုက်ခဲ့မယ်အေးမကြပါဘူးခဏပါဟာအင်းမရပါတယ်ကေတီရဲ့ကေတီနဲ့မနေ့ဖြန်ညနေသွားမယ်ကိစ္စအကြောင်းပြောဆိုပြီးတာနဲ့ကေတီပြန်သွားပါတယ်ကိုညနေကျကေတီကတောင်ဘက်ရွာသွားခြင်းလို့တယောက်တည်းဖြစ်နေလို့ဂျမွန်ကိုဖော်ခေါ်နေတယ်လိုက်သွားရမလားကိုမကြဘူးဆိုလိုက်သွားပေါ့ဟုတ်ကဲ့ခွင့်ပြုလိုက်တဲ့ကိုရဲ့အတန်ကတိတာစွာပြတ်နေပြီးတော့မျက်နှာလည်းတိတ်မကောင်းလားကိုရဲ့ပုံစံကြောင့်ဂျမုံမှာစိတ်ညစ်ရပါတယ်ကိုမသွားစေချင်ဂျမုံလိုက်မသွားအောင်တော့သွားကိုသဘောထားလာမမင်းနဲ့မင်းနေခြင်းသလိုနေကိုရဲ့အပြုံးမှုနားမလဲတာကြောင့်ဂျမုံတမရှိကိုချိတ်ချပစ်ပြီးကိုထံမျက်လုံးလေးပြူကငေးကြည့်နေမိပါတယ်ဂျမုံသွားစို့ကီတီကဆိုင်ငယ်လေးနဲ့ဆိုင်ရှိထိုးရက်လာတာကြောင့်ကီတီဆိုင်ငယ်နောက်ခုံနောက်ဂျမုံတက်ထန်လိုက်ပါတယ်နေရာတကြားရှိတာနဲ့ကီတီကဆိုင်ငယ်ကိုမောင်းထွက်လာပါတယ်ကီတီရဲ့ဆိုင်ငယ်လေးကမနှေးမမြန်နှုံးနဲ့တောင်ဘက်ရွာကိုဥတီမောင်းနှင်သွားပါတယ်ကဲရမုံနင်းတော့အားနာတယ်ငါဒီရွာမှာညာအိဖြစ်မှာဒီတော့ကိုသားအောင်ဆိုင်ငယ်နဲ့အကြုံလိုက်သွားလိုက်တော့ဟဲနင်းရလေကိုသိရင်ငါ့ကိုစိုးတော့မှာပေါ့ပြန်ကန်ဒီကြမှာညာအိမယ်ပြောလာတဲ့ကေတီကြောင့်ရမုံစိတ်ရှုပ်သွားရပါတယ်အခုရွာလေးကဇီးပြူကုန်းရွာနဲ့နိုင်ဝက်လောက်ဆိုင်ငယ်စီးရပါတယ်ခုချိန်ကိုသားအောင်ဆိုင်ငယ်နဲ့အကြုံလိုက်ရင်ရွာကိုနေဝင်စားမှရောက်လိမ့်မယ်ဒါတော့ကိုသိရင်သူမကိုစူမှာပဲလေဟိုကကိုသားအောင်နာမည်ကြားရင်ကိုဒေါသထွက်နေတတ်တာဒါပေမဲ့မတက်နိုင်တော့ပါဘူးကိုဒီကိစ္စမပြောဘဲနဲ့ရှို့ထားရမှာပေါ့အမလီကြောက်တက်လိုက်တာလေလွန်ရောတကယ်တည်းမပြောချင်တော့ဘူးကေဒီသူမကိုမျက်စောင်းထိုးပြပြီးဆိုလာပါတယ်ကဲပါရှိစီတော့ကိုမပြောရင် तू မသိတော့ပါဘူးသူ့ကိုပြောမနေနဲ့ကဲမမဟိုမဲ့ကိုသားအောင်စောင့်နေတယ်လိုက်သွားပြီတော့ဒါဆိုငါပြန်ပြီအေးကေတီကိုလက်ပြနှုတ်ဆက်ပြီးကိုသားအောင်ဆိုင်ငယ်နောက်မှာအသာထိုင်ပြီးတော့လိုက်ပါခဲ့လိုက်ပါတယ်ဆိုင်ငယ်လေးကတရွေ့ရွေ့နဲ့ရာဘက်ဦးတီကမောင်းနှင်လာခဲ့လိုက်ပါတယ်ရွာအနောက်ပေါက်ရောက်ခါရှိသေးတယ်ကိုသားအောင်ဆိုင်ငယ်ကသူမတို့အိမ်ဘက်ဦးမတီပဲနဲ့တခြားလမ်းဘက်ဦးတီမောင်းနှင်သွားတာကြောင့်ရမုံထိတ်လန့်သွားရပါတယ်ကိုသားအောင်ဆိုင်ငယ်ကိုဘယ်စီမောင်းနေတာလဲအိမ်ဘက်ကိုမောင်းဖို့လေကိုသားအောင် sorry ရမုံငါနဲ့ကိုခိုးပြေးလာတာအိမ်ပြန်ဖို့အစီအစဉ်မရှိတော့ဘူးရမုံဘာစကားပြောလိုက်တာလဲကိုသားအောင်ကြားတဲ့အတိုင်းပဲလေရမုံရေသူစကားသူသဘောကျပြီးတော့တအောင်ရင်းနေပါတယ်အော်အဲ့ဒါဆိုကေဒီနဲ့ရှင်မောင်နှမနှစ်ယောက်ပေါင်ကြံလိုက်ကြတာပေါ့လေဟုတ်လားကိုသားအောင်ဟုတ်ပါမှန်မစကားမပေါ်နဲ့ဆိုင်ငယ်အားကုန်မောင်းတော့မှနော်ရမုံပြုတ်ကြမှငါအစိုးမစိုးနဲ့ကိုသားအောင်နော်ရမုံရှေ့အောင်မကြိုက်ဘူးခိုးပြေးတိုင်းရမုံကိုရမယ်ထင်နေလားစမ်းကြည့်လိုက်ပါရမုံဆိုတာဘလို့မိမလဲဆိုတာရှင်းသိစေရမယ်စိန်လိုက်လေရမုံရာပြောဆိုကိုတောင်ကဆိုင်ငယ်ကိုအမြန်နှုံးနဲ့မောင်းနှင်လိုက်ပါတယ်ညတဖြည်းဖြည်းနှက်လာတဲ့ပြင်ဆိုင်ငယ်ကရွာလေးကိုကြော်လွန်ပြီးတစ်ဖက်ရွာထနောင်းကုန်းရွာနောက်ကိုပင်ကြော်လာလေပါပြီရမုံခုံချပြန်ရင်လေကျိုးရတော့မယ်ဒါကြောင့်ခုံလဲမချရဲ့ကိုတောင်လက်ကလွတ်မြောက်အောင်ဘလို့လုပ်ရမလဲဆိုတာကိုတွေးရင်ဆိုင်ငယ်နောက်ပါလာရပါတယ်အဲ့ဒီအချိန်မှာပဲကိုသားဆိုင်ငယ်ရှိရနေဆိုင်ငယ်တစည်းကကန့်လန့်ပြပေးရလိုက်ပါတယ်ဟေးခုပဲစမ်းရှေ့ရဆိုင်ငယ်တေးကျင်တာလားကွာတေးရမှာမင်းကွာတာဟဲကိုကြားဟင်းတန်နဲ့ဟင်းထွက်လာတဲ့ကိုရဲ့အတန်ကကြောက်ခမန်းလိလိပါဘာပဲဖြစ်ဖြစ်ကိုရောက်လာပြီဆိုတဲ့အတီးကရမုံကိုအားတက်စေပါတယ်သူမကိုတောင်းလက်ကလွတ်မြောက်တော့မယ်မဟုတ်ပါလား
ဆိုင်ငယ်ပေါ်ကမစင်မဲနဲ့ခြေထောက်ထောက်ပြီးရက်နေတဲ့ကိုသားအောင်ကိုကလက်သီးနဲ့အားကုန်ထိုးချိတ်ပစ်ပါတယ်ချက်ချင်းဆိုသလိုဆိုင်ငယ်ပေါ်ကနေထိုးကျသွားကသတိမိမျောသွားတဲ့သူကကိုသားအောင်ရဲ့ပါကိုခုတက်ဆိုင်ငယ်နောက်ကိုအိမ်သားမှတိမိကြမုံကိုသားဟာဆိုင်ငယ်ပြီးမှကြောင်မိရက်နေတဲ့သူမကိုကအော်ပါတယ်ရမုံလဲကြောင်းလန့်တကြားနဲ့ဆိုင်ငယ်ဆန်နှုံးနေပြီဖြစ်တဲ့ကိုရဲ့ဆိုင်ငယ်ပေါ်ခတ်တော့တက်ထိုင်လိုက်ပါတယ်အဲဒီအခါသူမကိုဒေါသထွက်နေတဲ့ကိုကဆက်ရှိန်ကိုအားကုန်မြင်ပြီးတော့ဆိုင်ငယ်ကိုမောင်းနှင်လာခဲ့ပါတယ်လမ်းတစ်လျှောက်လုံးကိုသူမကိုစကားမဆိုပါဘူးကိုရဲ့အခါစီမတိမတာဆုပ်ကင်ထားပြီးရမုံထိတ်လန့်တကြားလိုက်ပါလာခဲ့ရပါတယ်အိမ်ရောက်ပြီဆိုတော့မှကိုရဲ့ဒေါသတို့ကသူမအပေါ်စုပြုံပေါက်ကွဲလာပါတော့တယ်ယောက်ျားအရန်လို့ချင်နေတယ်ပေါ့ဟုတ်လားရမုံဟင်းကိုရမုံအဲ့လိုအကြည့်နဲ့ကြည့်ပြီးတော့မဆူဆွဲပါနဲ့ကိုဒါဆိုဘာလို့တောင်ခေါ်ရနောက်ကိုလိုက်သွားတာလဲရမုံယောက်ျားလို့ချင်တာမဟုတ်ရင်ဘာလို့ချင်တာလဲသွားတော့ကေတီနဲ့တူတူသွားတာလေအပြန်ကြားမှာတောင်ရဲ့ဆိုင်ကယ်နဲ့ပြန်လာတာဘာလေကေတီကလည်းဖုံးဆက်အတီးပေးတယ်တောင်နဲ့လိုက်ပြေးတာတဲ့ဒါကိုဘာလို့ဝင်မခံမင်းနဲ့ညာနေရတာလဲရမုံကိုကသူမရဲ့ပခုံးနှစ်ဖက်ကိုသူ့လက်ကြီးနှစ်ဖက်နဲ့ခက်ကြညက်စုပ်ကန်လှုပ်ရမ်းကမေးလာတာကြောင့်ရမုံရဲ့ပခုံးတွေနာကျင်သွားရပါတယ်မဟုတ်ပါဘူးကိုရဲ့ရမုံဘလို့ဖြည့်ရှင်းပြမှကိုယုံမလဲရင်ရမုံတောင်းမှန်တန်လေးနဲ့ငုံမမစ်လေးမေးလိုက်ပါတယ်ရှင်းမပြနဲ့မင်းရဲ့စကားတွေကိုမယုံဘူးမင်းယောက်ျားအရန်လို့ချင်းရစီရမယ်ဟုတ်ပြီလားကိုဒါဘာလောက်တာလဲကိုကသူမရဲ့ကိုလေးကိုစက်ကနေကောက်ယူပွေးချလိုက်ပြီးအိမ်ပေါ်တက်ကိုလေကားတစ်တွေအတိုင်းတထိတ်ချတက်လှမ်းသွားလိုက်ပါတယ်ကိုရမုံဘာလို့မလို့လဲလို့ကိုကမဖြေပါဘူးဒေါသကြောင့်နေမြန်းနေတဲ့ကိုရဲ့မျက်နှာမမထန်ထန်ကြီးကိုသာရမုံမြင်နေရပါတယ်အပေါ်ထက်ရောက်တာနဲ့အခန်းတကားကိုခြေထောက်နဲ့ကန်ဖွင့်လိုက်ပြီးအခန်းဝဘေးမှာရှိနေတဲ့မိခလုတ်ကိုပိတ်ပလိုက်ပါတယ်တကန်လုံးအမောင်တီကျသွားပါတယ်ထင်မှတ်မထားတဲ့ကိုရဲ့လောက်ရက်တွေကြောင့်ရမုံအံ့ဩပြီးရင်အံ့ဩခဲ့ရကညမောင်ရင်ချာမှသူမရဲ့အပြိုစင်ဘွားလေးကိုကခူးယူချီမွားပစ်ခဲ့ပါတယ်ကိုရဲ့ဘာအတွက်ကြောင့်ရမုံအခုလိုပြုတ်မှုရတာလဲရင်ဒါကိုအချစ်လို့ကပီးမထိုးလိုက်ပါနဲ့ကိုရမုံကိုပေးနေတာအချစ်မဟုတ်ဘူးရမတ်တွေပါကိုအိုင်ညာကရေခုံရဆုံးညာလေးတညာဆိုပေမဲ့ရမုံမပြောပိုက်ခဲ့ပါဘူးဘာလို့လဲဆိုတော့ကိုရမုံကိုချစ်တာမဟုတ်ဘူးလေအနိုင်ကျင့်နေခဲ့တာကိုမုန်းနေကိုရမုံအနိုင်ကျင့်နေမနက်မိုးလင်းတော့ကိုရဲ့ရမတ်ကြီးကိုထုနှက်ပြီးရမုံရှိုက်ကြီးတငယ်ငိုကြွေးနေမိပါတယ်ကိုသူမကိုရီဝေးစွာကြည့်လာပြီး sorry လို့မပြောချင်ဘူးရမုံငါမင်းကိုလက်ထပ်ယူမှာပါဒါမဲ့မင်းညကဘာလို့မင်းတောင်းတော့လိုက်ပြေးရတာလဲဟင်းဘာလို့လိုက်ပြေးရမှာလဲကေတီကတောင်ဘက်ရွာညာအိမ်မှာမဟုတ်ကိုတောင်းဆိုင်ငယ်နဲ့ကြုံလို့လိုက်ခက်လိုက်တာပါဒါဆိုဘာလို့တောင်ကဆိုင်ကယ်ကိုရွာကိုကြော်ပြီးတစ်ဖက်ရွာမောင်းရတာလဲနောက်ပြီးမင်းတောင်နဲ့ခိုးရလိုက်ပြေးသွားတယ်ဆိုပြီးငါစီဖုံးဆက်ပြောလို့ငါအချိန်မီငါမင်းကိုကန်နိုင်ခဲ့တာနော်ရမုံဟင်းအဲ့ဒါတော့ရမုံမသိဘူးရမုံကိုတောင်းနောက်အကြုံတက်တက်လိုက်လာခဲ့တာပါဘာကြောင့်ကိုတောင်းစိတ်ပြောင်းသွားတယ်ဆိုတာရမုံမသိဘူးကေဒီဘာသဘောနဲ့ကိုစီမဟုတ်ပဲဖုံးဆက်တာလဲဆိုတာလဲရမုံမသိဘူးဒါပေမဲ့လောလောဆယ်ကိုရမုံအနိုင်ကျင့်နေရမုံကရှက်ကြီးတငယ်ငိုချပလိုက်ပါတယ်ငိုရှိုက်နေတဲ့ရမုံကိုကြည့်ပြီးတော့တမအရှိကိုချပစ်တဲ့သူကကြော်သွားရဲ့ပါမင်းညနေနေဝင်စားမှာရမုံသားနောက်လိုက်ပြေးကြောင်းကေတီတုထံဖုံးဆက်လာပါတယ်တာအောင်နဲ့ရမုံကိုသဘောတူရင်ခိုးပြေးတာကိုကြည်ပြူလိုက်ပါတယ်တကယ်လို့သဘောမတူဘူးဆိုရင်လိုက်ခေါ်လိုက်ပါတယ်ဒီမှာပဲရမုံပေါ်ဒေါသအမျက်ချောင်းချောင်းထွက်ပြီးတော့ရွာနောက်ထိပ်မှာတာအောင်ရဲ့ဆိုင်ကယ်အလားကိုအကွယ်တစ်ခုကနေစောင့်နေလိုက်ပါတယ်တာအောင်ဆိုင်ငယ်ရွာကိုကြော်ပြီးမောင်းပြေးပြီးဆိုခါမှတာအောင်နောက်ဒုံဆိုင်ဆိုင်ငယ်နဲ့လိုက်လာခဲ့ခြင်းပဲဖြစ်ပါတယ်။အဲ့ရနေတစဉ်သူ့စိတ်တို့ဘလို့ကနေဘလို့ဖောက်ပြန်ကုန်နေမသိရမုံနဲ့အခြေအနေတစ်ခုထိကြော်လွန်ကသူ့အပြစ်ကျူးလွန်လိုက်ပါတယ်။သူ့စိတ်တို့လုံးဝသွေးအေးသွားတော့မှပြန်လဲဆန်းဆက်မိတာကသူရမုံကိုလုံးဝအဆုံးရှုံးမခံနိုင်ပါဘူး။တာအောင်နဲ့သဘောတူပေးဖို့ဆိုတာတွေးမိရုံနဲ့တင်ရင်နဲ့ရင်နွေးစုစုနဲ့အလောင်းခံရတယ်လို့ပူလောင်နေခဲ့ရတာပါ။ဒါဆိုသိကြပါပြီ။သူရမုံကိုအရန်ချစ်မိသွားခဲ့ပြီလေ။ဒါကြောင့်သူမပေါ်တာအောင်နဲ့ပတ်သက်ပြီးသူဝင်တို့ဥတို့နေခဲ့ရတာပေါ့တေးကြလားတာအောင်တော့လိုက်မပြေးဘူးဆိုတာဖះဆူရပါစေကိုရဲ့ရမုံမကိုတာအောင်ကိုချစ်မှမချစ်တာဒါဆိုမင်းကဘသူ့ကိုချစ်တာလဲအရင်ကလူတယောက်ကိုအရင်နှစ်ကချစ်မိခဲ့တယ်အခုတော့သူ့ကိုရမုံမုန်းတယ်အော်ဒါဆိုမင်းနှစ်ကချစ်မိတဲ့သူကကိုပေါ့နော်ရမုံဟင်းမဟုတ်ဘူးရမုံကိုရှိုက်ခါခေါင်းတရရနဲ့ဖြစ်နေတော့သူစိတ်မရှိတော့ပဲဒူဘော့မျက်နှာအပ်ပြီးငိုနေတဲ့ရမုံရဲ့ကိုလေးကိုရင်ငုံနဲ့ဆွဲသွင်းပလိုက်ပြီးမညာပါနဲ့တော့ရမုံမင်းကိုချစ်နေခဲ့တယ်ဆိုတာကိုရိပ်မိခဲ့ရပါတယ်ကိုလည်းမင်းကိုမညာချင်တော့ပါဘူး
နောက်ပြီးအခြေအနေတွေကမိနစ်ကိုလက်ထက်ရတော့မဲ့အခြေအနေတွေရောက်ကုန်ပြီလေဒါကြောင့်မို့ကိုအမှန်ဝန်ခံတော့မယ်ရမုံရမုံရဲ့မျက်နှာလှလှလေးကိုဆွဲယူပြီးပြီးသူဆိုလိုက်တော့ရမုံရဲ့မျက်ဝန်းလေးတွေကအံ့ဩစိတ်နဲ့ထုံမွန်းလျက်သူ့ထံကြည့်လာပါတယ်ကိုရမုံကိုအရန်ချစ်တယ်ရမုံလက်ထက်ယူမယ်အမေကလည်းကိုနဲ့မင်းကိုအရန်သဘောတူပြီးတော့လက်ထက်စီချင်နေတယ်ဟင်းအမေကကိုနဲ့ရမုံကိုသဘောတူနေတာရမုံသိပါတယ်ဒါပေမဲ့ကိုရမုံကိုချစ်တယ်ဆိုတာကိုတော့ရမုံမယုံဘူးကိုရမုံအနိုင်ကျင့်တာလို့ပဲရမုံမြင်တယ်ကဲဒါဆိုကိုမင်းကိုအရန်ချစ်တယ်ဆိုတာကိုဘလို့တက်သေးပြပေးရမှာလဲပြောပြန်ပြီးတော့ချစ်ပြရမှာလားပြောကလေးမဟင်းမသိဘူးကိုအရန်မုန်းနေဒါပဲရမုံသိတယ်ရမုံကိုရဲ့ရင်ဘတ်ကြီးကိုလက်သီးနဲ့ထုရိုက်ပြီးဆိုလိုက်တော့ကိုကသူမရဲ့လက်သီးစုပ်ကလေးကိုဖမ်းထားလိုက်ပြီးသူမရဲ့မျက်နှာလေးကိုညင်သာစွာနမ်းရှိုက်လာပါတယ်ရမုံကိုမမြင်အောင်တိတ်ဆိတ်မျက်ရည်ကျမိပါတယ်အခုကြတဲ့မျက်ရည်တွေကကိုရမုံကိုချစ်သွားပြီဆိုတာခံစားမိသွားလို့ကြာရတဲ့မျက်ရည်တွေပါကိုရမုံရင်ဝင်ကြားတိုးဝင်လိုက်ပြီးအသံထွက်ကငိုချပလိုက်ပြန်ပါတယ်နောက်ရက်နှစ်ပတ်အကြာမှာကိုနဲ့ရမုံမင်္ဂလာလက်ထပ်ပွဲလေးကျင်းပဖြစ်ပါတယ်ရမုံနဲ့ကိုလက်ထပ်ပွဲပြီးမြောက်မှကီတီကသူမထံအဖြစ်မှန်ကိုတင်ပြလာတာကကရမုံကိုချစ်မချစ်အကန့်ဆန်းလို့ကိုတာအောင်နဲ့ကီတီမနမနှစ်ယောက်တိုင်ပင်ပြီးတော့ဆိုင်ငယ်နဲ့တင်ပြေးချင်အောင်ဆောင်ခဲ့တာပါတဲ့တကယ်လို့ကိုကျော်စွာရမုံကိုလိုက်မခေါ်ဘူးဆိုရင်ကိုတာအောင်ကရမုံကိုပြန်ပို့ပေးမှပါတယ်လေကြားဆောင်ကူညီပေးလိုက်ရလို့သူ့ကိုဘူးထသွားတဲ့အကြောင်းစမျိုးပြန်ပြောရင်ရမုံနဲ့ကီတီဟာတိုက်ရီမိကြပါတယ်အခုတော့လေရမုံရဲ့ဘဝလေးကကိုရဲ့ရင်ဝင်နွေးနွေးကြကိုရဲ့အချစ်တွေနဲ့နှွေးထွေးပျော်ရွှင်နေရပြီလေအခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးသူမေချိုခန့်ခန့်အောင်ရေးသားထားတဲ့ချစ်စိတ်တိတ်တိတ်ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်ဇာတ်လမ်းလေးတွေကိုနားဆင်အားပေးနေကြတဲ့ချစ်ရတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်